မန်ပုတ်ချန်နယ်ကိုစောင့်မျှော်နားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ဒီနေ့မှာကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမှာကတော့စာရေးဆရာမမတ်ရီကန်ရေးသားထားတဲ့ဂေဟာဆိုတဲ့ဇာတ်လမ်းလေးရဲ့တတိယပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အောင်စင်းထွက်နေရဲ့လို့ထင်ရပြီးမိန်းကလေးယောက်ျားလေးတွေရဲ့မျက်နှာလေးတွေကနုနယ်လက်ဆက်လို့ပျော်သူဟာပျော်တချို့ကလည်းငိုလျက်ရှိတယ်။သူမကိုတိုးဝေသွားပေမဲ့အရင်ငွေလူဒူးရုပ်ပေါင်းသာဖြန့်ဝင်သွားကြတယ်။အဲဒီကလေးတွေအနက်ကစောမြတ်ဝေနဲ့တန့်မြတ်ချောမောတဲ့လူငယ်တယောက်လက်ချင်းတွဲပြီးရီမောပျော်ရွှင်လျက်ရှိတာသူမတွေ့တယ်။အဲဒီလူငယ်ကသူမအိမ်မက်မြင်မဲ့ခဲ့ဘူးတဲ့12 ခုပင်ယောက်ကလူငယ်ပဲဖြစ်တယ်။ချစ်သူနှုတ်ကမုံမမြင်လေးမမြင်ပူကန့်ဖက်တယ်လို့ကလူကြည်စံလျက်သူမတို့ကိုကြည့်ပြီးလိုက်ဖက်လိုက်တာလို့ရဲရဲတွေးမိတယ်။သူမလိုက်ကြည့်နေရင်ပဲမြင်ဝင်းကအောင်စင်းထွက်ရနေရမှသည်တက္ကသိုလ်လို့တင်ရတဲ့ကျောင်းတစ်ခုကိုဖြတ်ခနဲ့ပြောင်းလို့သွားတယ်။လူငယ်တွေကကျောင်းတူပုံမပုံစောမြတ်ဝေရယူနီဖောင်းဝေရတဲ့လူငယ်ရဲ့ကျောင်းကိုလာတွေ့တာကိုသူမမြင်နေရပြန်တယ်။အဲဒီကနောက်တောက်ခနဲ့ကျဲလောင်စွာခောက်လိုက်တဲ့ကြောင့်သူမအတန်လာရလှည့်ကြည့်တော့မင်းဝဝေးတောင်းနေတဲ့မျက်လုံးနဲ့လူငယ်တွေကိုကားပေါ်ကကြည့်လျက်ရှိတဲ့ဦးတီကိုတွေးလိုက်ရတယ်။ပုံရိပ်တရားလည်းရုပ်ရှင်တကားကိုအမြန်ရစ်တဲ့လားတပြေးပြေးနဲ့ပျောက်ွယ်ပြောင်းလဲသွားတယ်။အဲဒီနောက်အခုနာအိမ်ရဲ့အေခန်းထဲမှာဒေါ်သက်ဝေကျော်ကဒေါသထွက်လွန်လာလို့တုံရင်နေရဲ့တန်နဲ့စောမြတ်ဝေကိုတေဘော်၏တေနာဆောင်ကျဲမကျင်ရတဲ့မိမလိုအော်ဟစ်ပြီးမျက်နှာကိုဒလက်ဆိုင်ရိုင်းနေလျက်ရှိတာသူမတွေ့တယ်။ဒီရုံနဲ့ငါတောင်မြှူဆွဲတာနေရုပ်ကိုဖျက်ဆီးပြစ်မယ်လို့ကြုံသွားပြီးသပင်တွေကိုဆွဲလင်လို့ကက်ကြီးနဲ့ထုံညက်လျက်ရှိတယ်။ရုံကန်အော်ဟစ်တောင်းမှန်လျက်ရှိတဲ့မိန်းကလေးတွေရဲ့ပေါင်သားတွေကိုသွေးတွေဖြာကနေထွက်လာတဲ့ဒီကက်ကြီးနဲ့ထိုးတယ်။မြင်ရတာစိတ်မချမ်းသာစရာဖြစ်တော်ညာဘလူးမှမကယ်နိုင်တဲ့အတွက်ရရဲ့မျက်စိကိုသာမှိတ်ချလိုက်ရတယ်။ခဏကြာအတန်းလေးတင်ဝင်သွားလို့သူမမျက်စိပြဲဖွင့်ကြည့်တယ်။စောမြတ်ဝေနဲ့လူငယ်တို့ကကြောပွဲကိုစီလွှဲပြီးအဝေးပြေးကားတစ်စီးပေါ်တက်လို့သွားတာသူမမြင်တယ်။ကာလာအတန်းကြောင့်ချစ်ခင်ပျော်ရွှင်စွာအတူနေကြတာတွေကိုတစ်ဖြက်ဖြက်သူမမြင်ရတယ်။ကျင်းလူဆက်ဝဲကျင်းစာအုပ်လူငယ်လူရဲ့ဘဝအစားတိုက်ခန်းလေးတစ်ခုငားပြီးအတန်းကြောင့်အတူပေါင်းသိနေခဲ့ကြပုံမှာစောမြတ်ဝေကကိုဝင်ရှိနေရဲ့အကြောင်းဖွင့်ရပြောလို့ကလေးဖခင်လူငယ်ကအလွန်ဝမ်းသာပျော်ရွှင်နေအောင်သူမမြင်နေအိမ်နောက်ရုတ်တရက်မောင်မိုက်ကြပြီးဒေါ်သက်ဝေကြောင့်ရောက်လာလို့တားဖြစ်သူအတင်းမြက်ခေါ်နေရတွေ့ရပြန်နေနောက်ဆုံးပေါင်းရပါစေမယ်လို့ကတိပေးပြီးစောမြတ်ဝေကပါခေါ်သွားလေရော်တယ်လူငယ်နှစ်ယောက်ကမိခင်ကြည်ယူပြီးအထင်နဲ့အေးချမ်းစွာပေါင်းဖက်ရတော့မယ်လို့တွေးခဲ့ကြရင်တူတယ်ရိုးသားစွာပျော်ရွှင်လို့ဒေါ်သက်ဝေကြောခေါ်ရလိုက်လို့သွားကြတဲ့သူတို့ကိုကြည့်ပြီးမလိုက်နဲ့မလိုက်ကြနဲ့လို့တော့ရဲရဲရှောင်ရန်လို့အော်လိုက်မိတယ်။အိမ်နောက်ယခုကေယာဖွင့်ထားတဲ့ခြံကအဆောင်မဆောင်မီနေထားတိုင်း12 ခုပင်ကြီးပါဖဖဝေလို့သူမမြင်ခွင်းနဲ့ရောက်လို့လာတယ်။ဒေါ်သက်ဝေကြောင့်ရဲ့ချွေးမပေါ်တိမတ်မပြူကျိုးနေအနိုင်ကျင့်မုံနေဒေါ်ခန်းနဲ့ဦးတီရမှာတခင်အားရကျုံပါဝဝိုင်းပြီးနေကြပုံနေအပြည့်ပြည့်တစ်ခုစီတိုင်းရုပ်ရှင်ကြည့်နေရလားသူမမြင်ရတယ်။စောမြတ်ဝေကများလင်းကိုချစ်တဲ့စိတ်ကျေးဇူးရှင်ရောက်ခမအောင်မလှန်ရင်အောင်ကြောက်တဲ့စိတ်ခလေးမွေးလာပါမြင်းမျက်နှာမြင်ရင်အစီပြေသွားမှာပါဆိုတဲ့မျှော်လင့်ချက်နဲ့ဒုက္ခပေါင်းစုံကိုလင်မသိအောင်အတန်တိတ်ကြိတ်ပြီးတော့စိတ်ရောကိုယ်ပါခါးစည်းခံခဲ့ရရှာတယ်။အိမ်နောက်ဆုံးမြတ်ဝေကုံဝန်ရှင်မလူငယ်လေးကိုဩစတြေးလျထွက်ဖို့အတင်းစီစဉ်ပုံနေပေါ်လာတယ်။ဟိုမှာအခြေချကြလမ်းခုံမင်းသမီးရေမောင်တို့နှစ်ယောက်ရေဘဝတစ်ခုထူထောင်ကြမယ်ဆိုတဲ့လင်သားရဲ့ဂတိတန်လုံးကြောင့်ဆုံးမြတ်ဝေကမျက်ရည်လေးရွှဲနေမတားရင်မတောင်းကိုကြံခဲ့ရတာကြည့်ပြီးရဲရဲမျက်ရည်တွေပိုးပေါပေါကျလို့လာတယ်။တာပြည့်သူအိမ်ကထွက်သွားတဲ့စောမြတ်ဝေအတွက်ငရဲကန်းကိုတကားဖွင့်ပြီးဒေါ်သက်ဝေကြောင့်အစင်းသိဆောင်နေရပြီ။ခိုးပြေးစားစင်ကတာပြည့်သူဟာငရွယ်လွန်လို့မမြင်ဘူးမူမြင့်တင်ပြီးတာယာမိကျင်သာဖြစ်ကြောင်းဩစတြေးလျမှာမမိသဘောကြောင့်ချွေးမလောင်ရှိပြီဖြစ်ကြောင်းကြောင်းပြီးရင်လက်ထပ်ပြီးမှဖြစ်တဲ့အတွက်ကိုဝင်ကိုဖျက်ချပြီးတားအောင်ဆက်သွယ်ဖျက်ပေးဖို့စောမြတ်ဝေကိုဒေါ်သက်ဝေကြောင့်အတင်းအကျပ်ခိုင်းနေအောင်၎င်းစောမြတ်ဝေလက်မခံလို့ဖုန်းကင်ဝင်အပြင်ထွက်ခွင့်မပြုတော့ပေအိမ်မော်တက်မှာချုပ်ထားပြီးကိုဝင်ပြက်စီးစီရင်အိုဒီယာရိုင်းတဲ့ကန်ကြောင်းလို့တစ်မျိုးဆေးတွေချုပ်လို့အတင်းတိုက်လို့တဖုံညှင်းဆဲကြတာအောင်၎င်းစောမြတ်ဝေကလိုင်းရင်မှမမိရင်သေးအသက်ဆုံးရှုံးမှဆိုလို့ကွာရှင်းပေးပါမယ်ကိုဝင်ကတော့မွေးပြားစီလို့သူတို့ကတော့တောင်းမှန်တာအောင်၎င်းရဲရဲမြင်ရပြန်နေစောမြတ်ဝေတရားဘိုက်ကိုပိုက်ပြီးအညိုမဲဆွဲတရားတင်ချက်ပလက်ပွားတုံရင်နဲ့လက်တီမျက်ရည်အရွှဲသားနဲ့ကွာရှင်းစာချုပ်မှလက်မှတ်ထိုးပြီးဒေါ်သက်ဝေကျော်နှုတ်တိုက်ချပြီးရဲ့အတိုင်းမိမိသဘောနဲ့ကိုဝင်ကိုဖျက်ချလိုက်ပြီးဒေါ်သက်ဝေကျော်တန်ကနင်းနာကြီးငွေရလို့ကိုလန်ကိုရှောက်သွားပြီးဖြစ်ကြောင်းစာရေးပေးနေရကြည့်ပြီးရဲရဲဒေါသထွက်လွန်လို့
ဒေါ်သက်ဝေကျော်ကိုအယုဒ္ဓအနတ္တတွေအောင်ဆဲဆိုမိတယ်။စောမြတ်ဝေရဲ့ကျမစုကအဲ့ဒီမှာရက်မသွား။လူကျင်နာရှာပြီးတော့ညာကျွေးမွေးဆောင်ရှောက်ကြောင်းထားပြီးခဲ့တဲ့ကျေးဇူးများမထောက်မိမိရဲ့တူရဲတော်သားကိုမတတ်မရမြို့ဆဲအညွတ်ချိုးတယ်လို့တယူတန်အထာနဲ့မုံညိုးလေးရဲ့ရှိတဲ့ဒေါ်သက်ဝေကျော်ရဲ့ဒေါသကအနာသက်မရှိပြင်းထန်နေ။ငကွားပဲလက်ရဲစိန်ရဲ့လက်ဆလက်နာရှိသူဆိုတော့ဒေါ်ခန်းနဲ့ဦးတီကူညီနဲ့ရှစ်လကျော်ကိုလာခန့်ကိုဝင်တဲ့ကိုချုံနှောင်လို့မေးစေးပြီးဘိုက်ဖွင့်တဲ့ရင်ဖွင့်လို့ခလေးကိုဆွဲထုတ်တော်တယ်။တတိလေးမသွားမီနောက်ဆုံးစက္ကန့်တိုင်အောင်အာရှိသမျှရုံးငံအောင်ဟိပြီးမမိကလေးကိုရှင်သန်ငွေပေးပါရဲ့အတောင်းမှန်လေးရဲ့ရှိတဲ့စောမြတ်ဝေရဲ့အတန်ကရဲရဲရဲ့အသေးနှလုံးကိုဓာတ်နဲ့မွန်တယ်လို့ခံစားရတယ်။မခွဲခင်ရပဲမိခင်ကရိုင်းနဲ့ကန်ကြောက်ခံရတဲ့တန်းကြောင့်ခလေးကအသက်မရှင်ရှာဘူး။စောမြတ်ဝေကတတိလေလာနဲ့အယူတစ်ပိုင်းခံစားရရှာတယ်။သွေးပြက်ခြင်းစရာစိတ်သောကတွေကြောင့်စိတ်လွတ်ပြီးစကားတော်ဟာမပြောနိုင်ရှာဘူး။ဘိုက်ခွဲထားတဲ့မိနေတဲ့ကိုထွက်ပြေးမှဆိုလို့အခန်းထဲမှာဆက်ချုပ်ထားကြပြီးဒေါ်သက်ဝေကြောင့်အလုပ်ရှိလို့အပြင်သွားတဲ့အချိန်တွေမှာသွေးနုသားနုအနာမကျက်ရှာသေးရဲ့စောမြတ်ဝေကိုအိုတီယာအချိန်ချင်းအထမပြုကျင့်တာအောင်လေဆက်ဆွတ်ဆိုပဲရဲရဲမြင်ရတယ်။အဲ့ဒီမျိုးသမီးခံစားခဲ့ရတဲ့ဒုက္ခဆင်းရဲတွေကိုမြင်ပြီးစိတ်ခါလာတဲ့ရဲနှွင့်လင်းပြုတ်ရန်ချလူမတက်သွေးပြက်နေရပြီ။စောမြတ်ဝေမခံနိုင်တဲ့ဆုံးပရင်းကခုံချထွက်ပြီးတော့လွတ်လွတ်ခင်မှာပဲပြောင်းခင်းထဲမှာဦးတီလက်ထဲပြန်ပြီးလို့ရုံရင်းဆန်ခတ်ဖြစ်ပြီးနောက်ဆုံးသူမကိုချုပ်ထားခဲ့တဲ့အခန်းကသူမယူခဲ့တဲ့ငွေတမြောင်နဲ့ပဲရရဆက်ဆက်အချက်ပေါင်းများစွာအထိုးခံလိုက်ရတာမြင်ပြီးရရဲရှိုက်ကြီးတင်ငယ်ငိုချလိုက်မိတော့တယ်။မျက်နှာကိုလက်ဝါးထဲထဲလို့ငိုနေရင်တတုတ်တုတ်တန်ချလို့သူမမနေနိုင်ကြည့်မိပြန်တယ်။ဦးတီတယောက်စနကူးပင်တောင်မက်ရှင်ရုံမှာ6ပေကနေချင်းတချင်းကိုတူနေရရှိရရရဲမြင်တယ်။ရက်ဆက်လိုက်ကြတာဟေးလုံရက်လိုက်ကြတာလို့တဖွာဖွာရေရွရင်စောမြတ်ဝေကိုမြေပေါ်ပက်လက်ချထားရသူမသွားလို့ကြည့်တယ်။သူမကိုမြို့ဖို့တွေးတူးနေကြချင်းစောမြတ်ဝေကအသက်မထွက်ရှာသေးဘူး။မလုံးမရှားနိုင်ပက်လက်မှသည်သူမဘော်ထင်းနေသားလေးရရှိတဲ့လာမင်းကြီးကိုကြည့်ပြီးလာပြညပဲလို့လေတန်နဲ့ရေရွတ်တယ်။ဦးထီကသူမကိုဆွဲပြီးမြေချင်းထဲကိုချတယ်။နင့်တင်မီလဲနင့်ပေးမှာပဲ။သားမီးတွေတသိန်းချိုင်းနဲ့မြုပ်ပေးထားတယ်ဆိုတဲ့ဦးထီရဲ့အော်နှလုံးသားဆိုပဲရှိတဲ့ကြောင့်ရဲရဲဒေါသအောင်မထိန်နိုင်တော့ပဲဦးထီကိုတင်ဆိုင်ပုတ်တော်တယ်။ဒါမဲ့လေကိုထိုးရတဲ့လားအရာမတင်ဘူး။ဒီမင်းကလေးရဲ့အဖြစ်ဆိုးကိုမိမိကဘလို့မှမကူညီနိုင်မေပွဲကြည့်တယ်လို့ရဲကြည့်နေရတာကိုအားမလို့အားမရဖြစ်စွာသူမတောက်တစ်ချက်ခောက်လိုက်တယ်။အသက်မထွက်သေးပဲမြေမြုပ်ခံနေရတာကိုဘလို့မှမတုံ့ပြန်နိုင်တော့ပဲမလောက်ကြပါနဲ့လို့သာအသက်မထွက်ပဲတောင်းမှန်နေရှာတဲ့စောမြတ်ဝေကိုကြည့်ပြီးရဲရဲကိုယ်တိုင်မွန်းကျက်လာတော့တယ်။မကန်စားနိုင်တဲ့အဆုံးမျက်စိစုံမိချလို့ပြန်ဖွင့်လိုက်တဲ့ခဏမြေချင်းထဲကစောမြတ်ဝေနေရမမိကိုယ်တိုင်ရောက်လျက်ရှိတာကိုသူမလက်တကြားသိလိုက်ရတယ်။မျက်နှာပေါ်ကိုပေါ်တီးကြားလို့လာတဲ့မြေဆိုင်ငယ်တွေကိုရောင်းကန်လို့ကြိုးစားဖေတော့ညာသူမလက်ချီတွေကတော်တော်မှလှုပ်မရတော့အသက်ရှူရင်လုံလောက်တဲ့လေကိုမရတော့တဲ့အတွက်မျက်လုံးတွေလည်းပြဝေရမှမှောင်ကြပြီးသတိထားနေရင်ကလူကနေမြင့်လွင့်ပါလို့ပိမ့်ပိတ်တဲ့အမောင်တို့စီကိုခရင်မော်ပက်လက်မသည်ဝူဝါဝါရုံးကန်နေရဲ့ရဲနှွက်လင်းငိမ့်ကျသွားတဲ့အထိဦးတီကလက်ကင်ပေါင်းမဖေးသေးဘူးတော်တော့တေးသွားမှာပို့ဆိုးမှာလောလောဆယ်ရှင်နေမှဖြစ်မှာဖဲတော့နောက်ကဒေါ်ခန်းရဲ့အဟန့်တန်ကြောင့်ဦးတီကလက်ကင်ပေါင်းဖေးပြီးတတိလေးနေပြီဖြစ်တဲ့ရဲရဲမျက်နှာကိုတေချာငုံကြည့်တယ်သူလည်းလှတာပဲဟာဦးတီရဲ့စကားကြောင့်အကောင်းမှရှက်လို့အတန်မလန်ကိုနားဆွင့်လျက်ရှိတဲ့ဒေါ်ခန်းကစက္ကနဲ့လှည့်ကြည့်တယ်တနာယူကောင်တို့လှန့်စေတယ်အချင်းကမနက်2 နာရီထိုးလို့ပြီးကေကအဆောင်ခန်းဒီမှာတကားအလုံးပိတ်ပြီးတချို့ခန်းတွေတွင်ကဟောက်တန်နေအောင်ကြားနေရပြီရပြီတဲလာကြတော့ဒေါ်ခန်းစကားဆုံးတာနဲ့ဦးတီကရဲရဲခန္ဓာကိုယ်လေးကိုပွေ့ကြည့်ပြီးအခန်းထဲကထွက်လိုက်တယ်ဒေါ်ခန်းကနောက်ကလိုက်ထွက်လို့တကားကိုအပြင်အားတော့ခက်ပြီးတော့ဦးတီဘောင်းမီရိတ်ထဲထည့်လိုက်တယ်ဆရာမကြီးစောင့်နေရဲ့သွားကျမဒီမှာလှုပ်ရှားရှိသေးသူ့ကိုစီစဉ်ပြီးအောက်ကိုပြန်ဆင်းလာပြီးအခန်းထဲကသူ့ပစ္စည်းတွေကုန်စတိုတဲ့ပြောင်းထည့်ထားလိုက်အပြောင်သာရှင်းနော်ပြန်သွားတယ်လို့မျိုးအတန်တော့တိတ်မထွက်စီနဲ့အဲ့လိုမှားရီအိုဒီယာစောတကမတက်ပဲပျောက်ခွေနေရှာတဲ့ရဲရဲကိုပွေလျက်ကပေါ်မားစွာပဲစေကန်းရှိရာနှစ်ထပ်အိမ်ဘက်ဆက်လျှောက်သွား၏အိုဒီနှစ်ထပ်အိမ်ရှိတကောင်ကိုနဲ့တုံဖွင့်လို့ဝင်သွားတဲ့အထိအဆောင်ထဲမှာရက်လို့စောင့်ကြည့်နေပြီးမှအဆောင်ခန်းဒီဘက်ပြန်လှည့်လာပြီးတက်ကြုတ်အခန်းကိုသူမတကားခောက်လိုက်တယ်သုံးငါငန်းကောင်မအထက်ကဘသူလဲလို့မေးတန်ထွက်လာတယ်ဒေါ်ခန်းလို့သူမအတန်ပြန်းနဲ့ပြေးပြီးစောင့်နေလိုက်တယ်မကြောက်ဘူးတကောင်ကမှမက်စတက်ထားတဲ့တက်ကြုံမျက်နှာပေါ်လာတယ်ညအချိန်မတော်ဒေါ်ခန်းရှောင်းလာလို့သူမမျက်လုံးတွေကထိတ်လန့်အံ့ဩနေရရှိတယ်
ဒေါ်ခန့်အခန်းတကားကိုတွန်းလို့တက်ချိုကိုကြောပြီးအတွင်းကိုဝင်လိုက်သည်တက်ချိုနဲ့ဆွေးနွေးစရာလေးရှိလို့ဒီချိန်လာခဲ့တာအဲ့လိုပြောရင်မျက်လုံးတွေကိုမြင်လျက်အေးဆက်စွာပြုံးလို့တကောင်းမှကြောင်တော်ရဲလျက်ရှိတဲ့တက်ချိုကိုလှည့်လို့ကြည့်လိုက်သည်တပြင်းပြင်းကျနေတဲ့ရေတံကြောင်ရဲနွယ်လေးမျက်လုံးကိုကြိုးစားလို့ဖွင့်နေကလိုရိုဖောင်းတန်ကြောင်မျက်လုံးတွေရောင်ရမ်းဆက်ပြင်းပြီးရင်မက်တစ်ခုလုံးလေးအလေးတုံးနဲ့ဖိလို့ထားတဲ့အလားလေးလန့်ပြီးအသက်တကာရှုသွင်းမှုလည်းခက်ခဲတယ်နောက်ဆုံးမှတ်မိတာစောမျက်ဝေပြဖြစ်လေတစီမလီကသူမရဲ့ဘဝနောက်ကြောင်းတွေကိုနှထင်ကိုထိခိုင်လို့မြင်စေခဲ့ခြင်းပဲသွေးပြက်ဖွယ်အာယုန်တွေကြောင့်ထိတ်လန့်ပြီးမိမိတည်လက်သွားခဲ့တယ်လို့အခမ်းမသည်မြည်သူမြည်ပုံဒီနေရာကိုရောက်လို့နေတဲ့နီယခုကလည်းအိမ်မက်ပြီလို့တတိအာယုန်ကိုအားတင်းစုစီလို့ပတ်ဝန်းကျင်အခြေအနေကိုစူးစမ်းနိုင်မှုသူမကြိုးစားတယ်မာတဲ့အခင်းတစ်ခုပေါ်မှာမိမိကခေါင်းမပါပဲပတ်လက်ရှိနေပြီးလက်တွေနဲ့ခြေထောက်တွေကလည်းလှုပ်လို့မရအောင်ချီနှောင်ထားခြင်းခံနေအောင်သတိထားမိလာလို့မြည်သည့်ရမှန်းမသိတဲ့လာလက်တန်းနဲ့ဘေးရဲ့နေကိုထိတ်လန့်စိတ်ကသူမကြော်ယူမှသည့်ခေါင်းထဲကိုထိုးတက်လို့ချွေးရအောင်ပြန်လာတယ်။အမြင်အာယုန်တွေကဝေဝါးလာလိုက်ပြတ်သားလာနေတဲ့ကြားကမွေရအပါလေးသာခဲထားတဲ့တန်ကနေတစ်ခုပေါ်မှာသူမကိုတန်နှန်းနေနဲ့တွဲလို့ခြေလက်တွေကိုတာယာကျွတ်စတွေနဲ့ချီနှောင်လို့ထားကြောင်းမြင်ရတယ်။ခေါင်းကိုပညာဆောင်းခဲ့ပြီးအခန်းကိုသူမလှည့်ပက်ကြည့်တယ်။အခန်းကမျက်နှာကျက်မြင့်မာလို့ခန်းဖွဲ့ကျဲပြန့်ပြီးအင်္ဂလိပ်အခရာအယ်ဘုံတိဆောက်ထားပြီးတော့ဗရင်းတစ်ပေါင်းမှမရှိဘူး။မျက်နှာကျက်မှာလေးဝင်လေးထွက်အတွက်တက်ဆင်ထားတဲ့မက်ကာနီကယ်အဲဗန်တီလာတာကြောင့်သာမဟုတ်ရင်အသက်ဝဝရှူဖို့တော့မလွယ်ကူ။အနေငယ်ကျင်းတဲ့ဘက်အလဲတက်ထင်မှာသူမရဲ့ကတင်ရှိပြီးရုံသုံးတန်ပြီးတော့တချို့ကိုနေရတစ်ဖက်မှာစီးလို့ထားတယ်။အဝင်အထွက်တကားမှာသူမကနေရဲ့အချင်းရင်တက်တဲ့စေပင်ကကွာမှာရှိတယ်။ပိုလို့ကျတဲ့တခြားတောင်ကျိုဘက်မှာတော့ခွဲစိတ်ကတင်တစ်လုံးနဲ့မီးစလောင်းနဲ့လက်ဆေးပီစင်းနဲ့ခွဲစိတ်ကန်သောကိရိယာတွေအစုံလေးတင်ထားတဲ့စတီးလက်တုံးလေးတွေဟယ်ရီမော်နီတာစသဖြင့်ခွဲစိတ်ကန်သေးစားတစ်ခုဖြစ်ပြင်ဆင်ထားတယ်။သူမဘက်အကျန်းနဲ့ခွဲစိတ်ကန်ဘက်အကျန်းကိုပလတ်စတစ်လိုက်ကတစ်ခုနဲ့ချားလို့ထားတော့လက်ဆေးပီစင်းမှာအနက်ရောက်ထားဝတ်ဆင်ထားတဲ့အမျိုးသမီးတူကြောပေးပြီးတော့လက်ဆေးလျက်ရှိတာမြင်နေရတယ်။ဟေးရင်းရလန်းလို့အတန်ပေးလိုက်တော့အမျိုးသမီးကလက်စည်းနေရာရပ်ပြီးရှေးကိုပေးလို့သူမရှိရပဲချန်ရှောက်လို့လာတယ်။ပလတ်စတစ်လိုက်ကောင်မဖယ်ပြီးထွက်လာကမှအဲ့ဒီမျိုးသမီးကဒေါ်သက်ဝေကျော်ဖြစ်တာရဲရဲမြင်ရတယ်။စပင်းတွေကိုအပြောင်သိမ်းပြီးမျက်နှာပြောင်နေပဲကြက်သေးအောင်နှကန်းနီကိုတေသက်စွာဆိုးလို့ထားတဲ့သူမရဲ့မျက်နှာကလှပတဲ့လောက်ရက်ဆက်ကြမ်းကြုံမှပေါ်လင်းလှပါတယ်။မိမဝိုရှိုင်းကြီးအနက်ရောင်ကိုတထောင်စစ်တင်လက်ခောက်ပြီးဒဲဘွားစတိုင်ပင်အနက်ရောင်နဲ့ထဲလို့ဓာပနဲ့ဦးကျုံစီပြီးစမကြစွာဝင်စားထားတဲ့သူမကိုစုံမကြီးတောင်နဲ့တူလာတယ်ဆိုပြီးရဲရဲရုပ်တရက်တွေးလိုက်မိတယ်။ဒေါ်သက်ဝေကျော်ရဲရဲကိုပေါ်စီရငုံလို့ကြည့်နှစ်ဖူးကိုဆန်းလိုက်တယ်။လေပင်ဘေးကိုလည်းလက်ညှိုးလက်ကလေးနဲ့ဖိလို့ဆန်းတယ်။မျက်လုံးတွေကိုပြဲလို့ကြည့်တယ်။ body temperature နော်မေပဲ။တွေ့ရလေကောင်းနေ။heart rate တော့တက်နေ။ကြောက်နေရမလား။ဂရင်မီးကလက်ထိုင်ပေါ်မှာလက်ပိုက်ချီချီလို့ထိုင်ချရင်ပြုံးလျက်ကသူမကိုပြောတယ်။ကျမကိုဘယ်ကိုခေါ်လာလဲ။ဘာဖြစ်လို့ချုပ်ထားလဲ။ရှင်ဒီလိုလုပ်လို့မရအောင်နော်။မင်းမဲ့တိုင်းမိများမှတ်နေသလား။ရှင်တော့ကြောင်ကျမအကုန်သိတယ်။ရှင်ထောင်ထဲဝင်မှုပြင်ထား။ရင်းရဲတုံရင်နေတဲ့ကျေလောင်တဲ့ဒေါသတန်ကိုနားမခံသားရင်နဲ့သူမကလက်တစ်ဖက်ကိုနားပေါ်အုပ်ပြတယ်။တိုးတိုးပြောပါကွယ်။သိတယ်။ငါ့ကိုဓာတ်ပုံရိုက်ယူသွားရမင်းငါ့ကိုတနေရာမှာမြင်မှုပြီးသားဆိုတာသဘောပေါက်တယ်။ဒီမဲ့ဒါတချင်းတန်နေစုညံနေရဲ့ KTV ကမဟုတ်ဘူးလေ။မင်းနဲ့ငါနဲ့ပဲရှိတာ။ဒါတော့မအော်ပါနဲ့ငါကြားတယ်။အဲ့လိုဆိုရင်ရှင်ကျမကိုဘာလို့မလို့ချုပ်ထားလဲ။ခုပြေပေးပါ။ရှင်ရုံမှမယ်တော့မကြံနဲ့နော်။ရှောင်ဝင်ဖြစ်ပြီးမကောင်းဆိုးဝါးစိပေါက်နေဆုံးပါ၏။ရဲရဲစကားကြောင့်ဒေါ်သက်ဝေကျော်ဟဲ့ပက်ရှိအင်းမပြောပြမယ်နော်ဒီချန်ထဲမှာမကျွတ်မလို့ဖြစ်နေတဲ့ပရာလောကသာရှိတယ်ဆိုတာကြားတယ်မဟုတ်လားतू ကလေ तू ကစောမြတ်ဝေလေရှင်အတ္တတွေကြီးပြီးအတိမတ်မပြုတ်ခဲ့ပဲရက်ဆက်ညှင်းဆဲခဲ့လို့ခလေးလေးဆုံးလင်းနဲ့လေတေကွဲကွဲဝဲရတယ်ရှစ်ချွေးမှလေဂျားပြက်လို့ပြောချလိုက်တဲ့ရဲရဲစကားကြောင့်ဒေါ်သက်ဝေကျော်ပြုံးနေရကချက်ချင်းတီးပြီးမျက်လုံးတွေအယောင်တောက်လာတယ်မေးတာတွေဘလို့သိလဲရှင်ရဲကမဲပြုံးတစ်ချက်ပြောင်းလိုက်တယ်ရှင်တို့လက်ထဲမရောက်ခင်ကျမစီစောမြက်ဝင်လာသွားတယ်ရှင်ဘာကြီးလှုပ်ခဲ့တယ်ရှင်တို့သူ့ကိုဘလို့လူမဆန်ရက်ဆက်ခဲ့ကြတယ်သူဘလို့ဒုက္ခဆင်းရဲခံစားပြီးသေသွားခဲ့ရတယ်အိုးနောက်ဆုံးသူ့ကိုဘယ်မှာမြှုပ်ထားတယ်အစကျမကုံသိတယ်
ပါလေရှင်တို့ရုံခဲ့နေရှင်တို့ခိုးသွားတဲ့ကျမဖုန်းဝင်းဆိုင်အန်ဝယ်ထဲကစေးစာအုပ်ဒီဓာတ်ပုံနေနဲ့ဒါနဲ့ကြောင်တွေ့ရနေကျမကဒါတွေအတက်ပြောနိုင်မယ်လို့ရှင်းထိနေသလားရှင်လောက်ခဲ့တာတွေအယိုးတွန်လာတော့မှသိလားလွတ်အောင်သာပြီရဲရဲဒေါသကြောင့်ဒလဆက်ပြောချလိုက်ပြီးမှသွားပြီလို့တွေးခဲ့တယ်ရုံငယ်နဲ့ခုံးဝင်လို့မိမိကိုပညာပေးခြင်းအောင်ယခုလိုဖမ်းချုပ်ထားတယ်ဆိုရင်အင်းများလောက်တည်သွားတဲ့အနေထားမှာမိမိကိုအသက်ရှင်လျက်ဆက်လို့ထားဖို့မသေးကြတော့ပြီလို့သူမတွေးမိတယ်သူမစရေကိုမျိုးချလိုက်ပြီးဒေါ်သက်ဝေကျော်မျက်နှာကိုအကဲခတ်တယ်လို့ကြည့်ထူးခြားစွာပဲအဲ့ဒီမိန်းမကြီးကအန်ဝဲမပြပဲလက်ပိုက်လျက်ကရဲရဲဆက်ပြောလာမယ့်စကားတွေကိုနားဆွေနေရရှိတယ်ရဲရဲတန်ကစကားတန်ထက်ထွက်မလာပဲငြိမ်သက်နေတော့သူမလက်နှစ်ဖက်ကိုလက်ရမ်းမတင်လို့ခြေကိုပင်ညာပြောင်းကြည့်တယ်မင်းသိလားစောမြတ်ဝေကိုငါမုန်းတာအဲ့ဒါကြီးပဲ။ तू ကတက်ညာလို့မရတာ။ဘသူကလက်ကားနေရင်နဲ့သူမြောက်တက်ပြက်ချင်းနေမလဲကွာ။ဥပမာပတ်စံရတယ်ဆိုလဲတမျိုးပေါ့။ငါလည်းညီနိုင်ပါလေ။ तू တသက်စာလှုပ်စာလို့ရအောင်လေ။ငါပြီးမှပြောခဲ့တာပဲ။မရှောင်ဘူးကွ။ तू ကငါသားနာမှာတွေ့ကပ်ပြီးငါသားဘွားကိုဂုတ်သွေးစုံနေချင်တာ။ငါတသက်လုံးလင်သားအားကိုမရှိလေ။တယောက်တည်းပြုတ်စုပြိုးထောင်နေရတဲ့ငါသားလေးအညွတ်တလူလူနဲ့လူတော်လူကောင်းလေးကွာခလေးတန်သားလေးမှာဒင်းကတက်ကြံတာလေဘာလဲငါဒီကောင်မလို့ကျွတ်သမောက်မှလက်ထဲငါသားကိုထည့်ပေးလိုက်ရမှာလားမင်းသားမွေးမှာမဟုတ်လားရဲနွယ်လေးဝင်ခံစားကြည့်စမ်းငါနေရနေသူမကရင်ရဲကိုစူးစူးရဲကြည့်လို့ပြောတယ်ဟာဘာဆိုင်လို့လဲရှင့်သားကိုယ်တိုင်ကမစခဲ့ပါပဲတပတ်ကမင်းကလေးကအတင်းလိုက်ကလို့မှမရတာရှင်သားခလေးတန်သားလေးဟုတ်လားခလေးတသားလေးကလေခလေးဖြစ်လာအောင်တော့လှုပ်တတ်တယ်နော်သွားစမ်းပါရှင်မိုးကြိုးပြစ်ကမှထမ်းလက်နဲ့မကပါနဲ့ဒီမှာကျမသားကိုစွဲမထင်နဲ့ကျမသားကောင်းသည်ဖြစ်စီစိုးသည်ဖြစ်စီသူ့ဘဝသူအပိုင်ရစေရမယ်ကျမလောင်းရင်အောင်မှရှင်လေးရနဲ့တေးရမယ်ဖြစ်မျိုးဘယ်တော့မှဖြစ်မလာစေရအောင်ကျမသည်လေကို့သားသမီးကြောင့်ကိုအပြစ်မမြင်နိုင်မယ်သူများသားသမီးဘဝကိုချင်းမစာနင်းချီဖြက်စီးတတ်တဲ့ရှင့်လုံးမီမျိုးဘယ်တော့မှဖြစ်မလာဟုတ်ပြီလားရရဲတုံးမြန်စကားကြောင့်ဒေါက်တာဝေကြောင့်ခေါင်းကိုနောက်လန်ပြီးဟန်ပက်ပက်ရှိတယ်အမလီကောင်းပါပြီရှင်ကောင်းပါပြီနောက်ဘဝကြမှာဗိုက်တက်ကြီးကို့သားသမီးကိုစိတ်ကြိုက်ပြိုးထောင်မို့ခုတစ်ပိုက်တော့ငါလိုအပ်တယ်ကွလိုအပ်လို့လည်းမင်းကိုလက်ခံလိုက်တာမင်းကစောမြက်ဝေနေမွေးလမွေးရက်နေနဲ့အကုန်တူရဲ့လေဘာလဲငါအတွက်ချိန်မကိုက်တယ်လို့ကေယာပိတ်ပါမယ်ဆိုမှစေတနာရေစည်းကမ်းပြလိုက်ပြီမင်းတယောက်ကိုထက်အကုန်ကြခံလိုက်မယ်လို့ထင်ပြီးလာခဲ့တယ်ပေါ့အားလိုက်တာဟဲ့အေးပေါ်လီပညာမှမတက်ရှာဒေါ်သက်ဝေကျော်စကားကြောင့်ရရဲထူပူပြီးရှင်နေတဒိန်းနေတုံးလာတယ်စောမြတ်ဝေကိုဘယ်လိုလုပ်ခဲ့တယ်ဆိုတာအာယုံလေးပြန်မြင်အောင်တော့မိမိကလေးရဲ့အတွက်အလွန်စိုးရင်လာတော့တယ်ဘာပြောတယ်ရှင်ကျမကလေးကိုဘာလို့မလို့လဲဒေါ်သက်ဝေကျော်ကဂရင်မေးစပွဲပေါ်မှာအသိရှိတဲ့ secret ဘူးတွေက secret လိတ်ကိုမင်းကြီးရှိုက်ပွားပြီးထိတ်ထိတ်ပြပြရရဲမှုရကိုသဘောကျဟဲ့နေ။အိုးမပြောပြရသေးဘူးလား။ sorry နော်။ဒါလို့ကွာငါရမ်းရုံကြည့်တယ်ဆရာတယောက်ရှိတယ်။ so powerful ကွာသိလား။တိတ်အားကိုရတာ။စောမြောင်ရသူ့လန်သူဖြောက်ဖြောက်မသွားဘူးကွာ။တကြံလုံးကိုပတ်မွေးနေတာ။အဲ့ဒါသားလေးကလည်းနှစ်ကုန်ရင်ပြန်လာတော့မှာကွာ။စောမြောင်ရခလေးဖြတ်ချပြီးအိမ်အောင်ပြုတ်သွားပြီလို့ပဲတားသိထားရလေ။ဒီတော့ကွာမဖြစ်တဲ့နဲ့ပြဿနာကြီးမဖြစ်အောင်ဆရာနဲ့တိုင်ပင်တော့လေအဲ့ဒါဆရာကစောမြတ်ဝေနေတဲ့နေကိုက်နန်ကိုက်တားယောက်ကြားလေးမိခင်လောင်ကိုဝင်ဆောင်နဲ့လာလိမ့်မယ်တဲ့အဲ့ဒီကြရင်သူအစီအစဉ်လုပ်ပေးမယ်ပြောလို့ငါမျှော်နေတော့မင်းဆက်သွယ်လာပဲသိလားအရန်တိုက်ဆိုင်နေ I am so astonished you know အဲ့လိုပြုံးရှင်စာဆိုတယ်သူမစကားကြောင့်ရရဲချွေးပြန်လာကြည့်ပြီးဘာလို့အစီရင်လဲငါတော့ဘာလို့ကြမလို့လဲနင်တို့ရရဲမိကြောင့်သူမက secret ကိုပြတောက်ချတယ်ပြောမလီပြောမှာပေါ့စောမြတ်ဝေကိုအပီးဖယ်ရှားဖို့ဆရာတောင်းတာတားယောက်ကြားလေးမြင်မနေသားပြီအဲ့ဒါကြောင့်မိန်းကလေးကိုပေးမလားလို့ငါခဏခဏတောင်းနေတာပေါ့အစားကတော့မလောက်တဲ့ပမာဏရရင်မင်းပေးလိုက်မှာပဲလို့ငါထင်ခဲ့တာမပေးလေရအောင်ယူရမှာပေါ့နော်ဒါကပလန်ပြီပေါ့ဒါပေမဲ့မင်းကငါထင်သလားမတုံးဘူးကွာမင်းလိုခြေနေမျိုးနဲ့တွေ့ရင်
ချေကျိုးစရာကောင်းလောက်အကွက်မြင်နေပြောရမှာပြီတကယ်လို့မင်းသာငါပုံဓာတ်ပုံရိုက်ပြီးဆက်ဆွဆွမလုပ်ခဲ့ဘူးဆိုရင်တော့မင်းတို့သားမီတိတက်ပို့ပြီးအသက်နည်းနည်းပိုရှိမှာပေါ့လေခက်တာပဲရင်းနေလေခက်တာပဲမင်းလည်းစောမြက်ဝေလိုပါပဲခေါင်းမာတယ်စိတ်တရားကိုစွတ်လို့တယ်မင်းတို့လုံးရက်တရားပဲမင်းတို့ငရဲပို့တာပဲကွအခုမင်းက the whole story ကိုသိသွားပြီဆိုတော့မင်းတည်းအသက်ပိုရှိနေရင်ငါကျိုးစင်ကိုတက်လန်းပိုနီးလာတယ်လို့ပဲသိလားရှင်းနေတာတုံးနေဒေါ်သက်ဝေကျော်ရဲ့စကားပြောပုံနဲ့အမူအရာကိုကြည့်ပြီးငါတော့အယူလက်မှာတေချင်းဆိုရတော့မယ်လို့ရဲရဲတယောက်ကြီးစွာတုံးလုံးမိတော့တယ်ရှင့်ယူနေလားရဲရဲရုံးခံရင်အော်တယ်ခြေချင်းဝလက်ကဝတ်ရေးပြားပြီးပုံလိုက်ဆက်ပြင်းလာတယ်ကျိုးကနည်းနည်းမြတော့ချောင်းမလောင်ဟေးရမ်းမော်နဲ့နော်ဟိုဘက်ခံမှာငါကြောင်အိတ်နေတယ်ဟဲ့မနေ့6နာရီတောင်မထိုးသေးဘူးဖိုးကအစောကြီးထားတာလုံးဝမကြိုက်ဘူးတိတ်ဆိတ်ဆိုတယ်အော်ဒါမဲ့အွန်လိုင်းကိစ္စမရှိပါဘူးဒီခန့်အတန်လုံးနေရပါတယ်အော်မင်းပေါ်သွားတာပေါ့အတန်လုံးခန်းနေလားရဲရဲတယောက်ကုကေယာမဲစွာဂျုံဝဲကြောင့်ငိုကြည့်မိရော်တယ်သူမငိုနေအောင်ဒေါ်သက်ဝေကျော်ကမေးထောက်ပြီးစိတ်ပြက်လက်ပြက်အမူအရာနဲ့ကြည့်တယ်မင်းသိလားငါလီအဲ့လိုငိုတတ်တဲ့မိန်းမတွေဆိုတိတ်မောင်းတာပဲတိတ်ဆမ်းမကွာနားရင်ကြီးဓာတ်ပုံခိုးရိုက်ရတာနဲ့ပါနဲ့မင်းလောက်သွားတဲ့အချို့ကိုကြည့်ရနဲ့ရေရှိဆိုမလဲမဲ့ငါသိပါတယ်မင်းကောင်မွေးတော့မှလीဓမ္မငါကမင်းမွေးတဲ့ဒီအချိန်ဆွဲတယ်လို့မရတော့လို့လှမ်းဘူးကတော့ဆရာကတမျိုးစီစဉ်ပြီးငါစဉ်းစားပါသေးမင်းကရုံငန်းနဲ့ဝင်မွေးအထိလှုပ်လာတော့လေဘယ်တက်နိုင်မလဲလေစိမ့်မိုင်ပလန်ပေါ့မင်းတို့သားမီမခွဲရတော့ဘူးမငိုနဲ့တော့အဲ့လိုပြောလိတယ်ရဲရဲမျောလင်းချက်ကြီးစွာနဲ့ဒေါ်သက်ဝေကျော်မျက်နှာကိုလှမ်းကြည့်တယ်။အိုးနောက်တနေ့ကဘာလဲဆိုတော့ဒီနေ့ကလာပြေးနေစောမြက်ဝေသေးတဲ့နေ့ဒီည9နာရီတိတိမှာမင်းနဲ့မင်းသားကိုအတူတူ sacrifice လိုက်ရင်စတေးလိုက်ရင်ကွာစောမြက်ဝေသူ့လန်သူသွားလိမ့်မယ်လို့ဆရာကပြောတယ်ဘယ်လိုခေါ်မလဲမင်းတို့ကလူစားလဲတဲ့ခေါ်မလားအဲ့ဒီသဘောပေါ့ငါပိုကြိုက်တယ်သိလားမဟုတ်ရင်လေဆက်ဆက်စုစုမင်းပါစပ်ပေါက်ကိုလိုက်ပိတ်နေအောင်ပါမင်းတို့သားမိလည်းမခွဲရတော့ဘူးငါလေဖြစ်စင်တာဖြစ်ရမယ် everybody win ဒေါ်သက်ဝေကျော်ပြောချင်တာပြောလို့ထိုင်နေရထပြီးတကားပေါက်စီကိုရှောက်သွားဖို့ပြင်းနေရှင်းတယ်လို့လုံးလို့မရဘူးစောမြဝေရှိနေလားစောမြဝေအမကျမကိုကဲပါအောင်ရဲရဲစောက်တရားမရဖြစ်ပြီးရုံးကန်ရင်းနဲ့အော်ရီဒေါ်သက်ဝေကျော်တဝင်းနဲ့ရက်ပြီးနောက်ကိုပြန်လိုက်ကြည့်တယ်အော်ရီနေတဲ့ရဲရဲကိုစိုက်ကြည့်ရင်သူမအင်းညင်လေးမီကျဲသီးတွေကိုရင်ညွတ်ပေါ်တဲ့တီဖြုတ်ပြီးလေမဆွဲလို့ထားတဲ့ရွှေကြိုးရှိရှိကိုဆွဲထုတ်လိုက်တယ်ကျိုးမဆွဲထားတဲ့တလက်မခွဲကန်ကြုံလေးကိုလက်ညှိုးလက်မညှက်ကင်ပြီးရဲရဲကိုထောင်လို့ပြတယ်ဒီမှာဘာလဲသိလားဒါကငါဆွဲထားသည်ပြီစောမြတ်ဝေးဆိုတဲ့ပိတ်တာမှငါနဲ့ငါလူတွေကိုလက်သေးလေးနဲ့ချစ်ဖို့ဝေးဆောင်အနားတဝိုက်တောင်လာလို့မရမြင်အောင်ပြလို့မရအောင်ဆိုတော့မှတ်ထားအောင်နိုင်သူလိုခေါင်းမောလို့ပြောရင်သူမကျိုးအင်ကြီးတွင်ပြန်ထိုးထည့်နေစဉ်အဝင်တကားနေပြီးရှိအပြင်းနဲ့အဆက်အသွယ်လုပ်တဲ့အင်တာကွန်ကတကြစ်ကြစ်အတန်နဲ့တူဆရာမကြီးအဲ့လိုဆိုတော့ဦးတီးအတန်ထွက်လာတယ်ဒေါ်သက်ဝေကျော်ရဲရဲကိုကြောက်ခိုင်းပြီးအင်တာကွန်ရှိစကားပြောခလုတ်လေးကိုနှိပ်တယ်ဘာလဲပြောအဲ့လိုမေးပြီးခါထောက်လို့တပတ်ကအတန်ကိုနားဆွနေဟိုကားသမားကောင်ချက်ရှိရောက်နေတယ်ကျွန်တော်ခဏစောင့်နေအောင်လို့ပဲပြောထားတယ်အဲ့လိုတော့ဦးတီးအတန်ကြောင့်ရဲရဲငိုနေရကဇက်ကနေခေါင်းထောင်နေကိုထူးမြတ်နော်ကိုထူးမြတ်အဲ့လိုကျုံတော်တော့ရဲရဲမှုရကိုလောင်ရင်နေရကျွဲရဲ့သွေးယူတဲ့လုံရက်တွေကိုသဘောခွေးလေးရရှိတဲ့ကြောင်ရဲမျက်နှာပေးမျိုးနဲ့ကြည့်ပြီးဒေါ်သက်ဝေကျော်တဟက်ရှိတယ်အဲ့နောက်အင်တာကွန်ကိုနှိပ်တယ်မဖွင့်မင်းနဲ့ဘာမှပြောနဲ့ငါလာပြီအဲ့လိုပြောလို့တကားကိုဖွင့်လိုက်တယ်အပြင်ကိုမထွက်မီရဲရဲကိုတစ်ချက်လေးကြည့်လို့ပချိုက်နေပုံပြုံးပြတယ် breakfast ပို့ခိုင်းလိုက်မယ် flat တို့ကြိုက်တယ်မလားစကြည့်တော့ကောင်းတယ်အဝသာစားအဲ့လိုပြောလို့ရီမောပြီးတကားကိုပြန်ပိတ်ပြီးတော့လောချသွားတယ်ရင်းရွယ်လေးဇက်ကိုထောင်ထားတာညောင်းညာလေးဖြင့်ဒီနေ့မိမိတရားတော်မယ်ဆိုတဲ့တွေးကြောင့်စိတ်ဆင်းရဲလွန်းလို့ခေါင်းကိုမွေးရဖို့ပြက်လန့်ချပြီးရှိုက်ကြီးတင်ငိုကြွေးနေရှာတယ်ထူးမြတ်နောက်တညလုံးမအိပ်နိုင်ဘူး၄နာရီထူတာနဲ့ထထွက်လာမယ်လို့ပြင်သေးတယ်အမေကမတားတော့ညာမိမိကိုစိတ်ပူနေပုံပေါ်လို့နေရောက်တန်းလာတဲ့အထိမနေ့တီးခံပြီးစောင့်ခဲ့ရတယ်
အေးသာယာကထွက်ချိန်နည်းနည်း9နာရီခွဲဆိုတော့လမ်းပေါ်မှာလူသားလူလာစီကားစပြုပြီးမမိတငယ်ချင်းရဲအုပ်ကိုအတင်တန်းညရီကဖုန်းခေါ်မိမယ်မကင်လို့အကျိုးအကြောင်းတို့ကျုံနဲ့ဖုန်းမြက်ခွန်ရတာစာတူပို့ထားခဲ့တယ်။ဘာဖြစ်မှန်းလဲသိချာမသိတော့တာဝန်ကျရဲဝန်ထမ်းကိုလည်းအထူးတလေအနောက်ရှက်သူမပေးလို့ပြောင်းရင်းနေကြော်တာနဲ့ဂေယာရဲ့တန်တကားလှမ်းမြင်ရပြီ။ခလန်းလန်းမှာပဲကားဆက်ကိုတက်လို့အောက်စီမီခြံတွင်းကိုသူ့ကဲခတ်တယ်။အဝင်လန်းတဲ့ရှောင်းသေးရပင်နေအုံဆိုင်ကစီးနေတော့သူကားရဲလိုက်တဲ့နေရာကအဆောင်ရှိရာဓာတ်ရိုက်လန်းလို့မမြင်ဘူး။တန်တကားနဲ့ပြင်းတဲ့စကန်အကွာအဝင်လန်းရဲ့ပြီးမှာတက်သားတိုက်တူလို့ဘလောင်းအုပ်တွေနဲ့ခိုင်မာဆောင်လို့ထားတဲ့ဆယ်ရီပက်လန်ခန့်ဂိတ်ဆောင်လေးတစ်ခုရှိရာတတိယမင်းလို့ကားပေါ်ကဆင်းပြီးအဲ့ဒီဂိတ်ကိုမြင်ရတဲ့အထိသူ့တိုင်ငယ်လမ်းလျှောက်တယ်ဂိတ်တဲလေးကိုလမ်းလို့မြင်ပြီးရခင်နေ့ရလာစင်ကမြင်မှုခဲ့တဲ့ချမ်းဆောင်ဖြစ်ရတူတဲ့စပင်းရရှိဗလာတောင်းတောင်းနဲ့ဦးတီဆိုတဲ့လူကြီးဟာခြံတကားကိုကြော်ပြီးဗရင်းပေါ်မှာရက်လျက်ရှိတယ်ခြံတကားနာရောက်ပြီးဆိုတော့လမ်းဆုံးကအဆောင်တဝက်တစ်ပြက်လှမ်းလို့မြင်တယ်အထူးသဖြင့်ရရဲနေတဲ့တောင်ကန်ကိုမြင်ရတယ်အခန်းဗရင်းတကားရောအခန်းတကားမှကြီးပါဟောင်းလောင်ဖွင့်ထားလျက်ရှိတော့သူမအစောမြနုံးနေသလားလို့သူတွေးတယ်။ကြံဆောင်ကန်းနေရတကားတွေပိတ်ထားစဉ်အပြင်ရမယ်အတံမေးပေးပဲရက်ကြီးစူးစမ်းနေစဉ်ဦးဒီချန်တကားပဲလှည့်လာလို့သူ့ကိုတွေ့သွားတယ်။ဦးဒီကရုတ်တရက်လန့်သွားပုံပေါ်တော့လေဟန်ပြက်စီရဲ့ချက်ချင်းထိန်လို့ချန်တကားရှိရာဒရောတော့ပါဆင်းလို့လာတယ်။ပါလေဘာကိစ္စလဲစောစီစီချန်တကားနီးမရောက်မိမှာပဲဦးဒီကအတံမမာနဲ့မီးတယ်။ကျွန်တော်ရင်းနယ်လေးနဲ့ချိန်ထားလို့လားခေါ်တာပါ။အေးတာရသွားဆရာရှိလို့သူကတင်ငိမ့်စွာပဲဖြစ်တယ်။ဦးဒီကချန်တကားကိုဖွင့်မဲ့ပေးပဲတကားနာကက်လို့ရက်လျက်ကသူ့ကိုဆံပြားကနေကြည့်သွားသည်အပြက်ပြက်လှန်လှန်ကြည့်တယ်။အိမ်နောက်ခဏဆောင်လို့ပြောပြီးနောက်ကိုပြန်လျှောက်သွားပြန်တယ်။သူလိုက်ကြည့်နေစင်းမှာပဲဦးဒီကအဆောက်အုံလေးအတွင်းကိုရောက်လို့အဝင်အားကနေနေရရှိရာဘက်ကပ်ပြီးတစုံတစ်ခုပြောတယ်။တပတ်ကစကားပြောတဲ့ကိုပြီး20ညော်လန်းနဲ့အပြင်လေးချောင်းလေးမသိတော့သူသေးချာမကြားရအောင်ဟိုတကြီးကြီးအတန်းရောက်တာအင်တာကိုဖြစ်မယ်လို့သူခံမှန်းလိုက်တယ်။ဦးဒီကပြောနေရင်နဲ့သူရှိရာချမ်းမဝကိုမကြမကြလှည့်လှည့်ကြည့်နေတယ်။အိမ်နောက်ရှောင်းလန်းပေးကလေးရဲ့အချမ်းမှာဖောက်လို့ထားတဲ့ဗရင်းပေါင်းမသည်ကိုယ်တပိုင်းထွက်လို့အဲ့ဒီမှာခဏဆောင်နေလို့အော်ပြောတယ်။သူကောင်းအောင်သာဆက်ပြလိုက်ပြီးတော့ချမ်းမြင်မှာပဲဟိုဒီကြည့်ရင်မိမိကိုရဲရဲထွက်တွေ့မဲ့ထင်နဲ့စောင့်ဆိုင်နေတယ်။နေရကောင်းစွာထွက်လို့နေပြီ။ကောင်းကင်ကပြဆင်းနေတော့ညာမိုးကုတ်ဆောင်ဝိုင်းအနာသက်တီမှာတိမ်ဆိုင်တိမ်မဲတချို့ပတ်ချာလေးဝိုင်းလျက်ရှိတယ်။ကူးဆက်ယောဂကြောင့်တကြံဝဲမဖြစ်တော့လေတကြံမူကတော့ရွာလေးအုံးမေထင်တယ်။ခြံဝါကိုထွက်တဲ့လမ်းလေးရဲ့အတိုင်းတောက်ဖက်နဲ့တန်မှန်မှန်ပြီးလို့ဒေါ်သက်ဝေကျော်ရှောက်လို့လာတယ်။သူမောင်းကိုမြင်လို့ဦးတီကကြပြကြရဆင်းလာပြီးပြေးလို့လာကြိုးတယ်။ဆရာမကြီးအဝေးလျှောက်လာရတယ်ကျွန်တော်ပြောလိုက်လေရတယ်ဟော။ဦးတီရဲ့လောက်ကုတ်စကားကိုဒေါ်သက်ဝေကျော်ကမကြားဟန်ပြူတယ်။ဘာမေးသေးလဲ။အဲ့လိုသာမေးခွန်းထုတ်တယ်။ဘာမှမမေးပါဘူး။အပြင်မှာရက်ဆောင်နေတယ်အထက်မခေါ်ထားဘူး။ဦးတီကထူးမျက်နှာရှိဟာမေးဆက်ပြရင်ဖြေတယ်။တကားဖွင့်ပေးလိုက်။ဒေါ်သက်ဝေကျော်ကဦးတီရဲ့ဂိတ်တဲနီးမှာရက်ပြီးထူးမျက်နှာရှိဟာစူးစိုက်ကြည့်ရင်ခိုင်းနေ။ဦးတီတယောက်ကောင်းအောင်ကြီးလို့တကားရှိဟာပြေးသွားပြီးတန်မဲတကားရဲ့တော့တွေကိုခါမှကြိတ်ထားတဲ့တော့တွေကရှာယူလို့တော့ကိုဖြုတ်လူရင်ပေါက်တကားငယ်ကိုတွန်းဖွင့်လိုက်တယ်။ခြံတကားရှိမှမတ်တက်ရက်ပြီးဘေးဘက်လေးရှိပြောင်းငင်းတွေကိုကြည့်ရင်အတွင်းနဲ့ချင်းနေစဉ်ကွန်ကရစ်လမ်းမော်တရတော်မြေအောင်ရှောက်လာတဲ့ခြေတန်းကြောင့်ခြံဘက်ကိုတကားကိုကျော်ပြီးထူးမျက်နှာကြည့်ရုပ်ရည်လှပခန့်ညာလို့ရံမောင်းကောင်းတဲ့မြို့သမီးကြီးတူကခြံဝါဘက်ခြေလမ်းမှန်မှန်နဲ့မန်မာစွာရှောက်လာနေတာသူတွေ့အမျိုးသမီးကဦးထီရဲ့ဂိတ်တင်းနာရောက်ရက်ပြီးသူ့ကိုတစုံတစ်ခုပြောလိုက်တော့တခင်နောက်ကလိုက်တဲ့ခွေရလာဦးရဖိုင်ကကပ်ပါလာတဲ့ဦးထီကခါတော့တွေကိုနှိုက်ပြီးလူရင်ပေါက်တကားကိုဖွင့်လို့ထူးမျက်နှာကိုလေအထဲဝင်ရဲ့ခေါင်းကိုဆက်ပြီးအမှုရပြတယ်။သူအသက်ပြင်းပြင်းတစ်ချက်ရှုပ်သွင်းလိုက်ပြီးခြံနှင်းကိုဝင်လို့အမျိုးသမီးရှိရာရှောက်ခဲ့တယ်။အမျိုးသမီးကနှကန်းနေကိုရရဲနေစွင်းအောင်စိုးလို့ထားတဲ့ပြင်ရှက်လက်ရှိနေကိုလက်ခောက်ပြီးစတိုင်မြအနန်းနဲ့သားနာချမ်းနောက်ဆောင်ဝေစားထားတော့ဒီမိမဘဲချိန်ထပြီးအလှပြိုင်ထားပါလေလို့မစီမဆိုင်သူတွေးမိတယ်။ကျွန်တော်ထူးမျက်နှာမှာဟိုရင်းနယ်လေးရဲ့မိတ်စီပါဒီနေ့သူပြင်သွားဖို့ကျွန်တော်ခေါ်ထားသူ့စကားမဆုံးရင်သူမကလက်ပြလိုတာတယ်။အိမ်နောက်အလုံးစင်မကောင်းဟန်နဲ့သူ့ကိုကြည့်။မနေပါနဲ့ကွယ်။မင်းကိုရဲနယ်လေးဖုန်းဆက်ခေါ်ထားတာအန်ဒီသိပါတယ်။အန်ဒီကဒီကေဟာရဲ့ပိုင်ရှင်ပါ။ဒေါက်တာသက်ဝေကျော်ပေါ့။မင်းညဘာတွေဖြစ်လဲမင်းသိပြီမလား။အဲ့လိုမေးတယ်။ဒူးမျက်နှာကဇေဝေဇဝါဖြစ်ပြီးတော့သူမကိုခေါင်းခါပြလိုက်တယ်။သူ့မူရကိုတောက်လျှောက်ကဲခက်နေတဲ့သူမကပဲဆက်လို့
မင်းည8နာရီဝန်းကျင်လောက်ရှင်းတွင်လျာဂေယမှုညစာသွားစားနေရဲ့ချင်းရုံးခန်းကိုတော့ပြပြီးဝင်နေကွဂေယရမငွေသား350ကျော်ခိုးယူပြီးသူ့ခန်းထဲမှာဟန်မပြက်ပြဲနေကြီးအန်ဒီတို့မှမျက်မြင်သက်သေရှိလို့ခေါ်ပြီးတော့ရိုင်းဆိုင်ပြန်လည်ရန်တွေ့ပြီးညင်းနေမင်းကိုဖုန်းဆက်ခေါ်တာလေအန်ဒီတို့သိပြီးသားပါမနေ့ကတော့ဘာစိတ်ကူးပေါက်တယ်မသိဘူးမိုးတော်မလင်းသေးဘူးဂေဟာသူ့သဘောနဲ့သူထွက်သွားလေအဲ့လိုဇက်တိုင်ပြောတော့တယ်ဗျာရင်းရပတ်စံကူတယ်သူမယုံနိုင်လွန်းစွာနဲ့ရေရွရပြီဒေါ်သက်ဝေကျော်ကရုတ်တရက်တူရသွားတဲ့သူ့ကိုကြည့်ပြီးကျေနပ်စွာနှကန်းလေးကိုတွန်းလို့ပြုံးနေဦးတီတက်ကြိုကိုသွားခေါ်လိုက်အဲ့လိုနောင်မှရဲနေရဲ့ဦးတီကိုသူမလှည့်ခိုင်းလိုက်တယ်ဦးတီတော့ထွက်သွားတော့မှသူမကထူးမျက်နှာကိုရင်းနဲ့လျာဂေယရောက်တဲ့တနေ့တွေကပြီခလေးရဲ့ဖခင်လိုတရားသူနဲ့ဖုန်းဆက်သွယ်ရှိကြောင်းသူမကိုလာပြန်ခေါ်ရင်ပြောတာအောင်လေကြားတဲ့သူကကြားကြောင်းလူဆောင်တဲ့နေရာစုံမှာပတ်သက်ခဲ့တဲ့မိမဘော်တယောက်ဖြစ်လို့တောက်ကတ်ထားတဲ့တကားကိုဘလို့ဖွင့်နေမစိုးသားတော့လေအခန်းထဲမှာဒီကေယာမှာသူမတယောက်သာစီတဲ့ဖော်ပနက်တူရဲ့ခြေရာရီအနောက်ပရင်းပေါက်ကခုံချလို့ရှွန့်ပြေတဲ့ဖက်နဲ့စသဖြင့်တွေ့ရကြောင်းသူမသူ့ကိုဖုန်းဆက်ခေါ်တာမိမိရမိုးလင်းရင်တိုင်ချက်ဖွင့်လို့ရှာမဆိုးတဲ့အတွက်မနဲ့စောစောဒီရထွက်ပြေးဖို့ကားကားလိုတော့ကြောင့်ဖြစ်မှာထင်ကြောင်းဒါပေမဲ့မိုးမလေးခင်ရပဲတခြားတစ်စီးကိုချိတ်လို့ပြေးပြီးထင်ကြောင်းယခုမနဲ့သတင်းပေးတိုင်ချက်ဖွင့်မှုဂေယမှုကိုရဲစခန်းကိုလွှတ်လိုက်ပြီးဖြစ်ကြောင်းစသဖြင့်စီကာပတ်ကုံလီစင်လို့ရဲရဲကိုထူးမျက်နှာထင်လဲစိတ်ပြက်စီရင်စကားမပြတ်ပြောလျက်ရှိတယ်ထူးမျက်နှာခင်ဗျာမယုံနိုင်တော့ညာအပိုင်ပြောနေတော့ဘလို့မှမတုံ့ပြန်တော့အဲ့ဒီအချိန်မှာပဲမက်စတာလို့အနှွေးရဲ့ဆွဲထားပါလေးကိုအပေါ်တက်ဝေးလို့ထားတယ်အသားညွညွပိမိန်သွဲသွဲနဲ့ကိုဝင်တဲ့မိကလေးတူအိုတီရဲ့နောက်ကခက်ရွရွပါလာတယ်ဒေါ်သက်ဝေကျော်ဟာထူးမျက်နှာဘေးကရှင်းလို့ရက်ပြီးမင်းမငယ်ကိုစစ်စစ်ကြည့်တယ်တက်ချိုဒီကိုမင်းညဘာတွေမြင်လဲဆိုတာပြောပြလိုက်စမ်းအဲ့လိုစေခိုင်းလိုက်တယ်တက်ချိုဆိုတဲ့မိကလေးဟာထူးမျက်နှာကိုမုံဝင်မြရဲ့တစ်ချက်မောကြည့်လို့မျက်လာချလျက်ကအထစ်တင်ငုံငုံနဲ့ပြောတယ်ဟိုမရရဲရလေမနေ့ကထမင်းစားမသွားဘူးရှင်ကျမလည်းနေမကောင်းနေလို့အခန်းထဲမှာပဲနေခဲ့လိုက်တာအဲ့ဒါခဏနေတော့ရုံးခန်းဘက်ကိုသွားတာတွေ့တယ်ပြီးတော့တကားကိုဘာနဲ့လဲမသိဘူးကလော်ဖွင့်တာပွင့်သွားတယ်အထဲဝင်သွားတာပဲပြန်ထွက်တော့လေကြကြရင်အထုပ်ထုပ်ပိုက်ပြီးအဆောင်တော့ကပတ်သွားတာရှင်သူ့ကန်တောင်းကန်ဆိုတော့အဆောင်ပတ်ပြီးတက်လိုက်အောင်မယ်လေပြီးကြကျမစီကိုဖုန်းကားတယ်သူ့ဖုန်းပြောက်တယ်လို့ပြောတာပဲဆက်တာကတော့အကိုစီရဲ့နောက်သူ့တငယ်ချင်းလားမသိပါဘူးအဲ့ဒါဆက်နေရပဲတက်ချိုစကားတွေကြောင့်ထူးမြိုင်အောင်စိတ်တိကိုက်ုံမှာပါစကလုံးရှာမရအောင်သူအန်ကိုကြိတ်လို့အားတင်းပြီးထပ်မေးလိုက်တယ်သူဘာပြောတာကြားသေးလဲညီမလေးတက်ချိုကလက်ပိုက်ပြီးသူမကိုစူးစိုက်ကြည့်လို့နားထောင်နေတဲ့ဒေါ်သက်ဝေကျော်တစ်ချက်လန်းကြည့်တယ်သူအချီးရပြီးပြန်လာခဲ့မယ်လို့ပြောတာကြားတယ်ရှင်အဲ့လိုခက်တူတူပြောတယ်ထူးမြတ်နောက်ခင်များပြောစရာစကားမရှိတော့ရှက်ချင်းစိတ်ပြက်ချင်းအတုံးချခရမ်းလီချင်းလို့ခံရင်းချင်းတွေကြောင့်အသားဖြူတဲ့သူ့မျက်နှာနီမြန်းလျက်ရှိဒေါ်သက်ဝေကျော်ကတက်ချိုကိုမျက်ရည်ပြလို့စကားရက်ကိုင်းလိုက်တော့သူမဘာတမ်းမှထွက်မလာတော့ထူးမြတ်နောက်သူမကိုနှုတ်ဆက်ပြီးကြံတကားရှိရာလှည့်ထွက်ခဲ့ဒေါ်သက်ဝေကျော်ကလိုက်ဖို့တရားနဲ့ဘေးရရှင်လို့ပါလာတယ်ကျွန်တော်တောင်းမှန်ပါတယ်နော်ငွေတွေပြောင်းလို့စစ်စင်းရဲနေကြမှာပဲခေရရမငွေဆိုတော့သူဒေါ်သက်ဝေကျော်ကိုလှည့်ကြည့်ပြီးအားနာဟန်နဲ့ပြောတယ်ဘာတောင်းမှန်စရာရှိလဲကွယ်မင်းကမင်းလုပ်တာပဲဒါပေမဲ့တို့ကအမှုပွင့်ထားမှာဆိုတော့မင်းသူ့ကိုလာကြိုးဖို့မမြင်လိုက်တာနဲ့အတော်ကန်ကောင်းနေပြီဒီလိုမှမဟုတ်ရင်လေအားပေးကူညီမှုမြောက်နေမှာလေဒေါ်သက်ဝေကျော်ရှိတဲ့ကချင်းချောက်တဲ့အောင်ရှိတော်လေကြိုးချောင်းစီရောလို့သူညင်နေလိုက်တယ်ကြံမြေကိုလမ်းထွက်ပြီးဒေါ်သက်ဝေကျော်သူနှုတ်ဆက်တယ်အိမ်နောက်ကားရှိရာပြောင်းငင်းဆက်ကိုနောက်ကျောင်းပြန်မကြည့်စတဲ့ခြေလန်းကျကျနဲ့ရှောက်ခဲ့တယ်အချစ်ကနှွေအိမ်မက်လိုပဲဖြတ်ခနဲ့မရင်မသည်ဖြုတ်ခနဲ့ကွဲလေးပြီးလုံးရှင်တွေလည်းပူရလုံလို့ပွင့်ထွက်လူပြီးရဲရဒီလိုမိမစားလို့သူမြုံနိုင်တော့ညာဂေယဘက်ကလည်းမဟုတ်ဘဲနဲ့အမှုဖွင့်မယ်လို့သူမတင်ဘူးကားပေါ်တက်ထိုင်ရင်ဒက်ရှ်ဘုတ်ပေါ်တင်ထားခဲ့တဲ့ဖုန်းကိုကြည့်တယ်တငယ်ချင်းဖြစ်သူရဲဟုတ်ကိုအတင်ထံကမစ်ကော3ခါတွေ့လို့သူပြန်ခေါ်လိုက်တယ်ရဲရဲ့ခဏမြအားရအောင်ငိုတယ်ဒေါ်သက်ဝေကျော်ထွက်သွားပြီးနောက်အခန်းထဲမှာပကတိတဲစီလီရဲ့ရှိတယ်အတန်လုံငန်းလို့ဆိုတာဟုတ်လောက်ပြီးတယ်ပြင်မကကြားနေကြအတန်လေးဖြစ်တဲ့ကျင်းငတ်တရာကအတန်လေးတွေလည်းမကြားရအောင်ယခု6နိုင်မထိုးသေးလို့ဒေါ်သက်ဝေကျော်ဆိုတယ်ဒီမြစောစောထွေးမြတ်နောက်ရလာပုံထောက်ရင်တမအောင်လုံးမဲစိတ်ပူနေရှာလာပြီမိမိကတနေ့ဆောင်လို့မှဒီကန်းမထွက်နိုင်တေုံမင်းရှိတော့မင်းဒေ
ဒေါ်သက်ဝေကျော်မှထူးမျက်နှာကိုပါတော့ဖို့အစဉ်ရှိပြီးဖြစ်ရန်တူတယ်သူမမူရာအေးစီတယ်သူသာပြန်ထွက်သွားရင်သူမဘွားကိုကဲသူဝေးပြီမိမိချုံနှောင်ခံနေရကြောင်းတနည်းနည်းနဲ့ထူးမျက်နှာသိဖို့လုပ်ရမယ်အင်တာကိုသုံးထားပုံရရင်တော့မိမိကခြံထဲမှာပဲရှိနေသေးတာသိကြတယ်စပိုးဆောင်ရှိရတစ်သားရင်ကြီးကအလုံးပြက်စီးနေပြီဆိုတော့ယခုလိုခိုင်မာခန်းတစ်ခုဖေးဖို့မဖြစ်နိုင်ယခုအခန်းလိုတောင်ကျိုးကပိနေစံခန့်နေရနှစ်ဖက်ကိုအလုံးပိတ်ထားတဲ့အခန်းရှိရင်ပရင်းပေါမရှိတဲ့နေရပင်20ခန့်နှစ်နေရာကဒီအိမ်ပြမကနေအလွန်သိတာစွာမြင်နေရမယ်ဒေါ်သက်ဝေကျော်ရဲ့နှစ်ထပ်အိမ်မှာလေသူမမှတ်မိသလောက်ပရင်းပေါတွေအထက်တိုင်းမှာများပြားလို့ဒီလိုနေရာလွတ်ပြောင်းမရှိသလောက်ပဲမြေရောက်ခန်းသူမကောင်ထဲမှာလက်ကနေပေါ်လာတာကိုရဲရဲရဲရောလိုက်တယ်ရကုနာဒေါ်သက်ဝေကျော်အပြင်ထွက်စဉ်အခန်းပြင်ကတစ်ဖက်နေရန်ကပလတ်စတာကင်မထားတဲ့အုပ်စီထားတဲ့နေရန်ပြောင်ကြီးလို့သူမတွေးလိုက်ရတာတတိယရီဒါလို့ဆိုရင်သူမကမြေရောက်ခန်းမှာအချုပ်ခံထားခြင်းဖြစ်ဖို့များတယ်ရဲရဲဘေးဘီပေါ်လှည့်ဘက်ကြည့်ပြီးကျိုးဖြတ်နိုင်မဲ့လက်နဲ့ကရိယာတစားပလာရှာတယ်အဝန်းစဝဲပဲလင်ဝင်ပေါက်တာမရှိလို့ဒေါ်သက်ဝေကျော်ကြွေးကြော်ထားတဲ့အလုံကန်းအတွင်းမှာပစင်းရင်ငယ်ပြလဲလဲလီဟာမိသည့်နေရာဝင်နေမစိုးနိုင်ပေရဲရဲကလေးဘေးစဝဲပေါ်ရှိဒေါ်သက်ဝေကျော်တင်ထားတဲ့မိကျက်လေးပေါ်မှာနားလျက်ရှိတယ်သူမအဲ့ဒီမြင်ွယ်ခိတ္တဆိုင်ကြည့်လို့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်အသက်ကိုရှင်မဲ့တဲပြေသူမရှိုးသွင်းနေအိမ်နောက်ခေါင်းကိုစပွဲကောင်မရှိရဲ့ဘက်ဆောင်းလို့အာယူပြီးစပွဲကောင်အရှိန်နဲ့ခေါင်းတိုက်ချလိုက်တယ်ခွက်ခနဲ့အတန်းနဲ့တူသူမမူမိုက်ပြောင်းဝေးသွားပြီးစပွဲကောင်ပူဝိုင်းလေးကဆောင်းလို့လေးချသူမလက်ကိုကရင်ရောက်ချနိုင်သမျှချပြီးရှော့ကြလာတဲ့မိကျစ်ကိုမှန်းလို့ဖမ်းလိုက်တယ်ကံကောင်းထောင်းမစွာပဲစတီးအောင်မိကျစ်လေးကသူမလက်ဘွားတွင်ရှော့ခနဲ့တင်းမဲ့စွာပဲချလို့လာတယ်စပွဲကောင်ပူလေးကကျမ်းမော်တုံတုံလေးလိုပဲသူမမိကျစ်ကိုလက်ကကင်ထားရင်ကြောင်စိမ့်ကြောင်ရှင်နေအောင်တတိုင်းတိုင်းကုန်းလာတယ်မတက်နိုင်တော့မိမိမှရွေးချလန်းလင်းမရှိမကြိုးစားမဲလာတက်တာစောင့်နေရမယ့်တူတူကြံရင်ဖန်ရင်ကြိုးစားရင်တော့သူမအသေးခံမယ်လို့တွေးလိုက်တယ်အိမ်နောက်မိကျစ်ကိုကျမ်းမော်ကိုကြမသွားစေဖို့သတိကြီးစွာထားပြီးမိကိုချက်လိုက်တယ်မိကျစ်ကိုင်လျက်နဲ့ပဲလက်ကောင်အောက်ကိုခောက်သွင်းပြီးမိမိလက်ကောင်းဝေကရောဘာစကြိုသူမမီးစရှူတယ်အနေသားမမှန်တော့တုံကြီးကြီးလုံးရတဲ့ပြင်အချိန်ချလေတက်တယ်မဟုတ်တော့လက်ကောင်းဝေသားကိုမီးနေရှူပြီးတော့သူမကျုံအောင်ပြီးတော့တယ်ရှူလိုက်မခံနိုင်လို့ရင်ခဏရက်လိုက်နဲ့နောက်ဆုံးရောဘာစကတဲတဲပဲကြံတော့တယ်အသားရည်လည်းမီးလောင်လို့ဖြစ်ဖြစ်မြင်လျက်ရှိပြီအရှိပြောလာတဲ့ရောဘာတွေကမီးလောင်ထားတဲ့သားကိုဓာတ်ရိုက်ကတ်တော့အသေးပေါင်းမတက်ပူလောင်နာခြင်းမှုကြောင့်တတိလေးမသွားစီဖို့သူမနှကန်းကိုကိုက်ထားရတယ်မခံနိုင်တော့တဲ့အစုံမြေချစ်ကိုလှုပ်ချပြီးတရဲသားကျဲနေကျိုးအားနဲ့ဆွေယုံလို့သူမဖြတ်လိုက်တယ်ကျိုးပြတ်သွားတော့ညာသူမလက်ကောင်းဝေကအရှိပြားတွေကအရှိပြောသွားတဲ့ကြိုးစားနဲ့ကပ်ပြီးတလက်မပက်လက်ကန်စုပ်ပါသွားတယ်ဖြာခဲနဲ့ထွက်လာတဲ့သွေးတွေကိုမတုံနိုင်ရပဲကြံလက်တစ်ဖက်ကိုသူမဖြီးတယ်မီးရှို့ခံထားတဲ့လက်ကအကျော်ရည်အောင်ဆိုင်းခြင်းနေလက်နှစ်ဖက်ကျိုးပြရနဲ့ခြေထောက်တွေကိုဖြီးရပြန်နေသူမလက်တစ်ဖက်ကတိတ်လို့မဖြစ်တော့လက်ရောကြည့်ပါလွတ်တာနဲ့အင်တာကိုရှိရနာသွားဖို့သူမထားလိုက်တယ်နိုင်ပေါင်းများစွာပက်လက်အိတ်ထားလို့ကိုဝင်ရဲ့ဝေကကြောက်ကိုပြီးကထားတဲ့အတွက်သူမဟန်ချက်ညီစွာမတ်တက်ရက်ဖို့တောင်တော်ကြိုးစားရတယ်မတ်တက်ရက်နိုင်တာနဲ့တကောင်းဝါကိုလဲပြုတ်မတက်အမြန်လျှောက်သွားပြီးတကားပေးရှင်အင်တာကွာခလုံစင်းလေးကိုနှိပ်ပြီးသူမအားရပါရအော်ချလိုက်တော့တယ်ကိုထုံးမြတ်နော်ကျမအိမ်ထဲမှာရှိတယ်ကျမကိုသူတို့ချုပ်ထားကြတယ်ကျမကိုတတ်ကြတော့မှာတဲ့ကိုထုံးမြတ်နော်ကျမကိုကယ်ပါအောင်ထုံးမြတ်နော်ကားပေါ်တက်လို့နောက်ဆုတ်ပြန်ခွေပြီးမောင်းထွက်သွားတာကိုဒေါ်သက်ဝေကျော်ဦးတီနဲ့တက်ချိုတို့ရဲလို့ကြည့်လျက်ရှိစဉ်ဦးတီရဲ့ဂိတ်တဲတွင်အင်တာကွာတကြစ်ကြစ်မြင်လို့ကိုထုံးမြတ်နော်ကျမအိမ်ထဲမှာရှိတယ်ကျမကိုသူတို့ချုပ်ထားကြတယ်ကျမကိုတတ်ကြတော့မှာတဲ့ကိုထုံးမြတ်နော်ကျမကိုကယ်ပါအောင်အဲလိုတော့ရဲရဲရဲ့တန်ကကျဲလောင်စွာထွက်လာတယ်စကန်နေငယ်ကကြောင်တို့ကြည့်နေပြီးမှဒေါ်သက်ဝေကျော်ကအခုပိတ်ဆန်းလို့အော်လို့ဦးတီတယောက်ဂိတ်တဲပြင်းဝင်ပြီးအင်တာကိုပါဝါပိတ်ချလိုက်တယ်ကြောင်တို့ငေးကြည့်နေတဲ့တက်ချိုကရဲရဲငွေကိုပြီးသူမဖုန်းကတဆင်ဆက်သွယ်လို့ထွက်ပြေးသွားတဲ့အတွက်သူတို့နှုတ်တိုက်ပြောခိုင်းတဲ့အတိုင်းမပြောရင်သူမကကြံရပါလို့အမှုလုံးမှာဆိုတဲ့အတွက်ကြောင်လို့သာပြောခိုင်းတဲ့အတိုင်းမျက်မြည်တွေ့တဲ့အောင်ထူးမျက်နှာကိုပြောလိုက်ရတော့လေထွက်ပြေးသွားတယ်ဆိုတဲ့ရဲရဲအတန်ကိုအင်တာကွန်ကကြားလိုက်တော့စိတ်ရှုပ်ထွေးနေရန်ရှိတယ်သူ့ကိုအခန်းပြန်ပို့လိုက်ကြည့်ထောင်ဒေါ်သက်ဝေကျော်ကတက်ချိုကိုမင်းငေါ့ပြရင်ဦးတီကိုခိုင်းလိုက်တယ်အိမ်နောက်ချကနေလဲလို့လမ်းအတိုင်းမိမိရင်ရှိရဘက်တောက်ပနက်တန်တောက်တောက်မြအောင်ခတ်တုတ်တုတ်ရှောက်သွားတယ်သူမရဲ့တောက်ခုတ်တန်ကျဲလွန်လို့လမ်းဘေးရှိပုံရိပ်ချုံပေါ်နားနေတဲ့ဇရဲမောင်နဲ့နောင်လမ်းလိုထပြန်သွားတော့တယ်ဟေ့ကောင်မလေး
အနောက်ကဦးတီရဲ့ခက်ဆက်ဆက်ခေါ်တဲ့ကြောင့်အခန်းထဲဝင်ကနီးမှတက်ကြိုတုံးဝင်နဲ့ရက်လို့လှည့်ကြည့်။ပါဇက်ပေါက်ကိုပိတ်ထားနော်။နင်းအတွက်ဘာမှကြိုးမရှိဘူး။အားကြောင်ရင်ဆက်စုရင်ဒုက္ခရောက်ဖို့ပဲရှိတယ်။ကို့အခန်းကိုနေကြားလား။တက်ကြိုကောင်းခက်မြက်မြက်ညှိပ်ပြပြီးအခန်းထဲဝင်လို့တကားအုပ်တွင်းကပိတ်လိုက်တယ်။သူမအခန်းကို10မိနစ်ခန့်ရက်ကြည့်နေပြီးမှနှစ်ထပ်အိမ်ဘက်ကိုဦးတီဆက်လျှောက်သွားတာကိုတကားပြင်ကျဲဆက်ချောင်းချသူမမြင်ရတယ်။မျက်နှာမှာတက်ထားတဲ့မက်စ်ကိုဆွဲခပြီးကရင်မော်ကိုရင်မက်ကိုပြီးလို့ထိုင်ချလိုက်တာနဲ့ရှကုနာကကြားခဲ့ရတဲ့တောင်ကန်းရဲ့ရဲနွယ်လင်းဆိုတဲ့မျိုးသမီးရဲ့အတန်သူမကြားတယ်။တက်ကြတော့မှတဲ့အိမ်ထဲမှာချုပ်ထားတာတဲ့ကဲပါအောင်လို့လေဆိုပြန်နေရဲနွယ်လင်းရမငွေတွေခိုးတယ်မခိုးတယ်ကိုသူမအတက်မပြောနိုင်ဘူး။တကယ်လို့ခိုးခဲ့တာပဲဖြစ်စီဒီလိုချုံအောင်ညှင်းဆဲခွင့်မရှိတာကိုတော့သူမနားလေတယ်။တက်ပဲတက်ကြအောင်မယ်ဆိုရင်ရဲနွယ်လင်းရဲ့ခိုးမှုတက်တောင်ထိုသူရဲ့ပြစ်ကပိုပေဦးမယ်မဟုတ်ပါလား။ငွေခိုးယူရုံများနဲ့တော့ချုံအောင်ဖန်စီလို့မတက်တိုင်အောင်မိမြကြီးမားတဲ့ပြစ်မှုကိုကျွန်းလွန်မိလေသည်နီ။စင်စားရင်းနဲ့ပဲရဲနွယ်လင်းရမငွေခိုးယူထွက်ပြေးတဲ့ဆိုတဲ့ကိစ္စကဘလို့မှရုပ်တိမတန်ပဲသူမသဘောပေါက်လာတယ်။မိမိကလိမ်မိကြည့်ပြီ။တကိုးကြံရပါလို့အမှုပတ်မှာဆိုလို့လိမ်ပေးမိကမှလူတက်မှုတွေထိန်ချန်သူအဖြစ်တွဲလဲပါရောမယ်။တက်ကြိုစိတ်ရှုပ်ထွေးစာနဲ့သပင်တွေကိုထိုးဖွားပြီးအဲ့ရပေါ်လှဲချလိုက်တော့တယ်။ဒေါ်သက်ဝေကျော်ရှူရှာရှာနဲ့အိမ်ထဲဝင်လာမြင်တော့ထမင်းချက်ကိုစောရဲ့ဇနီးဖြစ်သူနတ်တုံတယောက်အောက်တက်စည်းကမ်းရှိမှတပြက်လင်းနေရကရှက်ပြီးကိုရှိုးလို့နေရပြီးကက်လို့ရက်နေတယ်ဟဲ့နင်းယောက်ျားရောငါစောပဲမလဲနည်းနည်းစောစောတိတ်ဆိတ်နေသေးချင်းဆိုတော့ဒေါ်သက်ဝေကျော်တန်တိတသာကြည့်ဟိုအကောကမိဖို့ဆောင်သွားပြီးဆီယမကြီးအဆောင်ကလူတွေပို့မနဲ့စာထမင်းထမင်းကြော်နေရတဲ့နဲ့နတ်တုံဒေါ်သက်ဝေကျော်မျက်နှာထောင်ကြောက်လို့ထိတိငေါငေါဖြေဒီစမ်းမနေသူမကိုကြောက်ရမယ်နတ်တုံတို့လီမယားလို့စမှတ်တဲ့အုံစမွဲကန်နေဆွေမျိုးမိဘမရှိပဲတောင်ရင်းမြေကမ်းမသည်အဝတ်တတဲ့ကိုတခုနဲ့ရေကြီးအားမျက်နှာရဆိုင်သူမရှိကိုလာခုနေကြရသူတွေဖို့လာကလေးရကောင်းကောင်းစားရလုံခြုံစွာအေးရတဲ့ပြင်စိတ်ကောင်းဝင်လာရင်မုတ်ဖိုးပေးဖို့တွေရရောစွာပေးကမ်းတတ်တယ်လို့စိတ်နဲ့မတွေ့တဲ့အခါမျိုးမှာမမွေတဲ့ထိပါနာရိုက်တဲ့သူဒေါ်သက်ဝေကျော်ကြောက်တတ်တာမဆန်းထွားကြိုက်တံမာလို့ရက်ဆက်ကြမ်းကြုတ်တဲ့ဦးထီကိုလက်ကုံတောင်ဝေးထားပြီးတွက်လက်ဖြက်လက်လို့ပညာတတ်တဲ့အလွန်အကင်းမှနာပါပြီးညံညံနဲ့မျိုးစုံထွက်တဲ့ဒေါ်ခန်းကိုနားနေမျက်စိပြည့်နေရပေးထားတဲ့ဒေါ်သက်ဝေကျော်မသိပဲဒီချက်မှာအတချောင်းချဖို့ရမလွယ်ကူမနေ့ကတော့ညာနဲ့မှမိမိကိုခေါ်ပြီးတမြန်နေရပဲရောက်တဲ့ရန်ကုန်ကကိုဝင်ဆောင်ချောချောလေးနေတဲ့ခန်းကိုပစ္စည်းတွေရွှေ့လို့ရှင်းခိုင်းနေအဲ့ဒီမိကလေးကိုမတွေ့တော့ဦးတီကိုမင်းမိရမှာနင်းဆောက်လို့လားပါဇက်ပေါက်ပိတ်ထားပြီးမြ мян ရွှေ့စမ်းလို့သာငေါငန်းလို့ညာကြီးမမောင်နဲ့ကြောက်ကြောက်နေတာပစ္စည်းတွေကိုစတိုကန်နဲ့ရွှေ့ပြေးခဲ့ရတယ်တရေကြောက်တယ်လို့လင်းဖြစ်သူကိုစောကမကြခဏပြောလို့ညနေဒီဆောင်မဲ့သူမမသွားလို့ယခုမနက်ဝေလီဝင်လင်းလဲကားမောင်းလို့ညောင်ရှည်ဆင်းသွားတဲ့ဒေါ်ခန်းအလွန်နိုးကြားနေဝင်ရတဲ့ဦးတီနဲ့ယခုမကြုံစဘူးချက်ထိပ်ဝမှာကိုရိုင်းဧည့်သည်သွားတွေ့တဲ့ဒေါ်သက်ဝေကျော်တို့ကြည်ချင်းအဖြစ်မူမမယ်နဲ့စုံတရားဖြစ်နေပြီလို့တော့လင်းဖြစ်သူကိုစောကိုနတ်တုံပြခုနကပဲပြောမိသေးတယ်။သွားစပိုးဆောင်လိုက်သွားငါ့ကိုကော်ဖီခါးကားတစ်ခါယူလာပေးစမ်းအဆောင်အတွက်ဒီနေ့နေ့လည်စာပဲချက်တာညနေစာကိုဘာမှမလုပ်ထားနဲ့ဒေါ်ခဲလာမှာစီစဉ်လိမ့်မယ်လို့သွားပြောကြည့်အခုသွားဒေါ်သက်ဝေကျော်ငေါ့လို့ခိုင်းတဲ့အတွက်သူမတပြက်စည်းကင်လို့ရောင်ရဲလို့ပြေးထွက်ပြီးမှပြန်ဝင်လို့တပြက်စည်းကိုလေကားချင်ရင်ရှေ့စတိုသေးလေးနဲ့ထည့်ပြီးသူမကိုခါထားလို့လိုက်ကြည့်နေတဲ့ဒေါ်သက်ဝေကျော်ရှိကစပိုဆောင်ဘက်ကိုပြေးထွက်ခဲ့လိုက်တယ်နန်းတော်စပိုဆောင်ဘက်ထွက်သွားတာနဲ့အလူမီနီယံရှော့တကောင်ကိုဘေးကိုတင်ပြီးဒေါ်သက်ဝေကျော်စီကိုင်းနဲ့ဝင်လိုက်တယ်မျက်နှာပေါ်မှာကန့်လက်ပြက်အမိုင်ယိုကြီးရှိပြီးအလွန်အယုတ်ဆူလာတဲ့အဖြူပေါ်အဝါကြားထားတဲ့ကြောင်တီးကြီးတစ်ကောင်ကအခန်းတွင်ပိတ်မိနေရတဲ့သူမခြေထောက်တွေကိုပို့သက်တူဝေးလို့ကျူးတယ်ကြောင်ကြီးကိုကောက်ပွေ့ကြည့်ပြီးချော့မြွန်လိုက်ပြီးအပြင်ကိုထွက်စီဖို့တကားနီးမှာသူမချလို့ပေးလိုက်တယ်ကြောင်ကြီးကနားလည်ရန်နဲ့တခင်မကိုတစ်ချက်လေးကြည့်ပြီးအပြင်ကိုထွက်သွားတယ်စီကန်တကားပြန်ပြီးလို့သူမအလုတ်စပွဲနောက်ပတ်လို့သွားပြီးစပွဲနောက်ရှိ6ပေခန့်ကျတဲ့တကားလေးချက်ဖွင့်နေရကက်ပြီးတို့ရဲ့အလဲတကားနှစ်ချက်ကိုဆွဲဖွင့်လိုက်တော့အတွင်းမှာအစင်အကန့်ဆိုလို့မရှိပဲအုံနေရပြောင်းသားရှိပြီးတော့အဲ့ဒီနေရာမှာ3ပေခန့်တက်သားလျှော်တကားတစ်ချက်ရှိနေလေတယ်စစ်စစ်တော့အဲ့တကားကိုကွယ်ဝဲလို့နေရကက်ပြီးတို့ကိုဟန်ပြတက်ဆင်ထားခြင်းမှာတကားကိုဘေးကိုတုံးဖွင့်လိုက်ရင်တော့လှေကတစ်တည်းအောက်ဘက်ကို6ပေခန့်ဆင်းလို့သွားပြီးမှတစ်စစ်ချိုးလို့꿰သွားတဲ့အတွက်မြေအောက်ထက်ရဲ့အခင်းချင်းကိုလေကားထိပ်ကရက်ကြည့်လို့မမြင်နိုင်ဘီရိုတွင်းမှာမိကလုတ်ခုံနဲ့မိမုတ်တစ်ခုရှိပြီးဒါကမြေအောက်ထက်အတွက်ပြီဒေါ်သက်ဝေကျော်ကလေကားမီးတွေထုံးလိုက်ပြီး
ချက်ချင်းဆင်းလို့မသွားသေးပဲနဲ့တကားတွေဖွင့်လို့ဗီရိုရှိမှလက်ပတ်ရက်ပြီးစောင့်ဆိုင်လျက်ရှိစိတ်မရှိရနဲ့လက်တွေကိုဖြီလို့လက်ချောင်းတွေကိုတပြားပြောက်ချုံရင်သူမကနာမငြိမ်မင်းနေနိုင်ငံအတွင်းမှာပဲခြေတန်းချမ်းနေသူစီကန်တကာဆွဲခွင်းလို့ဦးတီးဝင်လာတော့ဒေါ်သက်ဝေကျော်ကဦးတီးရှင်ဆင်းနိုင်စီရန်ဗီရိုရှိကလမ်းဖဲ့ပြီးလှေကားကိုမင်းငုံပြလိုက်တယ်ဦးတီးတယောက်ခေါင်းညိတ်ပြီးလှေကားအတိုင်းခက်သက်ဆင်းချသွားတယ်အိမ်နောက်မှာငါးပေကန်ခွာလို့ဒေါ်သက်ဝေကျော်ဆင်းလိုက်သွားတယ်ဗီရိုတကားကိုစီးခဲ့တော့ညာလှေကားကိုဆင်းတဲ့တကားကိုတော့ဖွင့်လျက်သာထားခဲ့တယ်လှေကားတစ်စိချိုးရဲ့အစုံမှာပေးစီခန့်ရှိတဲ့ဇင်းညက်တကူရောက်ပြီးတပတ်တစ်ချက်စီမှာအခန်းတစ်ခန်းရှိလို့တခန့်မီးရမကန်တန်တကားပတ်စကုတ်ကီးတွေနဲ့အခိုင်မှာပိတ်လို့ထားတော့ညာတခြားအခန်းမှာတော့တကားတော့မရှိဘူးဟုတ်ဘလို့လုပ်ရမလဲဆရာမကြီးဦးတီးကတကားရှိမှရက်နေရကဝေခွဲရခန့်ရနဲ့လှဲ့လို့မီးတယ်အထဲမှာကျိုးပြနေပြီလေဝင်နာနဲ့နေကိုလုံပါပြီခွဲခန်းထဲမှာကက်ကြီးဒါအကုန်ရှိတယ်နင်တတိတာဘိုက်ကိုမထိစေနဲ့အကောင်မလည်းတီမသွားစေနဲ့နော်အဆင်ပြေသလိုသာဖမ်းဒေါ်သက်ဝေကျော်ကအင်ကြီးနဲ့ပေါ်ကက်ကြံနေရဲ့ကြောင်မွေးတွေကိုတပ်ဖဲ့ကြရင်လှမ်းပြောတယ်။အိုဒီယာခြေတစ်ပတ်နောက်ဆုံးလို့အသိပြင်းပြီးတောနမက်တွေကိုနှိပ်လို့ဖွင့်နေ။နမက်မှန်လို့မီးစိမ်းလေးတစ်ချက်လင်းပြီးဂလောက်ဆိုတဲ့တန်နဲ့တူတကားလောက်ပွင့်သွားတယ်။ဒေါ်သက်ဝေကျော်ကသတိကြီးစွာရှိတဲ့မျက်လုံးနဲ့အိုဒီရဲ့အနောက်ခလန်းလန်းနေပြီးတကားဘက်ကိုမမစ်မစ်တုံစိုက်ကြည့်တယ်။အိုဒီယာလုံထွေးတမုတ်ဖို့အသင့်နေတာနဲ့တကားကိုစက္ကနဲ့တွန်းဖွင့်ပြီးအတွင်းအောင်လင်းမြန်စွာဝင်လိုက်တယ်။တကားဖွင့်တာနဲ့ရဲနွက်လေးတယောက်သူ့ရဲ့လူမြောက်ရေးအတွက်စတင်တိုက်ခိုက်လိမ့်မယ်လို့မျှော်လင့်ခဲ့ကြတော့ညာမြင်လိုက်ရတဲ့မြေခွင်ကြောင်ဆရာတပည့်နှစ်ယောက်ခက်တမြမှင်သက်သွားတော့တယ်။ရဲနွယ်လင်ကတကားမနဲ့ကရင်ကြားချမ်းမြေပေါ်မှာတကားရှိရဦးတိုက်လို့ခွေဝေလေးလဲချလို့နေတယ်။ကရင်မင်းကစပွဲပူလေးကလဲပြို့လို့သူမရဲ့ညာလက်ကဝင်းမှာပြင်းထန်စွာအပူလောင်ထားလို့အရေပြားရည်လန်းပြီးနေရဲစုပ်ပြက်လေးရရှိတယ်။ညာဘက်ကြိုးဆောင်ပေါပြေးထားရကထွက်လာတဲ့သွေးတွေကစပင်းဒီမှာရွှဲလေးရရှိတယ်။တတိကလစ်လွတ်နေပြီ။ဒေါ်သက်ဝေကျော်ကစိတ်မရှိစွာနဲ့ဦးတီကိုတွန်းဖေးပြီးအထက်ကိုဝင်လိုက်လို့လဲကြလေးရရှိတဲ့ရဲရဲရဲ့သွေးခုံလုံးကိုလဲမေးပြီးမှတစ်ချက်ဖိလို့စမ်းနေ။ကောင်းပေါက်သွားလို့တတိလက်သွားတာဘာမှဖြစ်ဘူး။ဂရင်မော်မတင်လိုက်။ည9 နာရီမထိုးမချင်းငငယ်နေအောင်လုပ်ဖို့ကတနည်းပဲရှိ။ဒေါ်သက်ဝေကျော်ကဦးတီကိုအလဲကြည့်လို့ခိုင်းလိုက်ပြီးခွဲစိတ်ကမ်းမဲ့ထသွားတယ်။ဦးတီကဝင်တကားကိုပြန်ပေးပြီးတော့ရဲရဲခန္ဓာကိုယ်လေးကိုပွေးလို့ဂရင်မော်တင်နေ။အိမ်နောက်ပလတ်စတစ်လိုက်ကချထားတဲ့ခွဲကမ်းဘက်တစ်ချက်လေးကြည့်ပြီးဒေါ်သက်ဝေကျော်ကြောပေးထားလို့ခါးကိုကိုင်းကရဲရဲဖွံ့မျိုးလှပတဲ့ရင်သားတွေကိုလက်နှစ်ဖက်နဲ့ပြင်းညိဆောက်ကင်လိုက်တယ်။ရဲရဲတန်ကညီးတန်တဲတဲထွက်လာလို့သွားတွေကိုဖြေးပြီးတဟဲသဘောကျနေခိုက်နောက်ကပလတ်စတစ်လိုက်ကလှန်တန်ကြားလို့အလက်တကြားနဲ့လက်ကိုလှုပ်ပြီးကိုမက်လို့ဂရင်ပြီးမှရက်နေလိုက်တယ်။ဒေါ်သက်ဝေကျော်ကသဘောမကျရင်နဲ့သူ့ကိုတစ်ချက်ကြည့်ပြီးဂရင်မော်ကိုတင်မလွဲထိုင်လို့ရဲရဲလက်ပြန်သွေးကြောတဲ့အကျော်စီတစ်လုံးကိုကျင်းလဲစွာအဆိုင်ပြီးတဖြည်းဖြည်းနဲ့ထိုးသွင်းနေ။တရားစာပြုတ်နေပြီဖြစ်တဲ့ရဲရဲတယောက်တဖြည်းဖြည်းငြိမ်သက်ပြီး3 မိနစ်ခန့်အတွင်းမှာပဲတုတ်တုတ်မှမလှုပ်တော့။ဒေါ်သက်ဝေကျော်ကသူမကြိုဆောင်ကပေါက်ပြဲတဲ့အောင်ကြည့်။သွေးဆက်မထွက်တော့လို့ဒီတိုင်းပဲထားပြီးတာယာကျိုးစားတွေနဲ့သူမခြေထောက်တွေကိုဂရင်တိုင်းနဲ့ပြန်ချီဖို့ဦးတီကိုခိုင်းလို့သူမကိုယ်တိုင်ရက်လို့ကြည့်တယ်။အိမ်နောက်ဦးတီကိုအခန်းတွင်းကအရင်ထွက်စီပြီးအခန်းကိုတစ်ချက်အကဲခတ်လို့တကားကိုကိုယ်တိုင်ပိတ်ပြီးလောချလိုက်တော့တယ်။ရှင်အော်ကော်ဖီလားခုနကဇပွဲပေါ်ကိုတင်ခဲ့ပါလေဆရာမကြီး။အဲ့လိုသူမတင်းတင်းငေါငေါပြေလို့မိမိမျက်စိများမှောက်နေသလိုလို့ကော်ဖီမခွက်ကင်လို့အိမ်မက်ပြန်လာတဲ့နတ်တုံတယောက်ဒေါ်သက်ဝေကျော်မတွေ့ရတဲ့အတွက်ရုတ်တရက်ဘယ်လိုလုပ်ရမှလဲဆိုပြီးအကြံအန်းလျက်ရှိမိမိကြားရဲဆိုပြီးညှို့ညင်လို့အိမ်မော်ကိုတက်သွားပြီသလိုဒေါ်ခန့်အလွင်ပြီးအပေါ်တက်ကိုဘသူမှတက်ခွင့်မရတဲ့အတွက်အပေါ်တက်ကိုတက်ပြီးသူမမရှောင်ဘူးဒါကြောင့်စေကန်ထဲဝင်လို့ကော်ဖီခွက်ကိုဇောကိုတင်ထားလိုက်ပြီးအပြင်ပြန်ထွက်လို့တပြက်စီးဆက်လဲနေလိုက်တယ်ခဏကြာမှစကားတန်နေနဲ့တူဒေါ်သက်ဝေကျော်နဲ့ဦးတီတို့စေကန်တွင်းကထွက်လာကြပြီးဒေါ်သက်ဝေကျော်ကခြံထဲပြန်သွားရင်ခိုင်းလိုက်တဲ့အတွက်ဦးတီတယောက်ခတ်တုတ်တုတ်ထွက်သွားတယ်ရခုနဒီစေကန်အတွင်းဘသူမှမရှိအောင်မျက်မြင်တွေ့ထားတဲ့နတ်တုံခမတပြက်စီးကိုကင်လို့ပါဇက်ဟောင်းသားနဲ့သူတို့ကိုကြည့်နေမိတော့တယ်ဟဲ့ကော်ဖီရောဒေါ်သက်ဝေကျော်ကသူမဆူဆူရဲ့တစ်ချက်ကြည့်လို့ရှော့တကောက်ပေးပြီးရုံးခန်းထဲကိုပြန်ဝင်သွားတော့တယ်ဟယ်လိုကိုကြီးသွင်းကျွန်တော်ကားမောင်းနေလို့ဗျဖုန်းကြီးခေါ်နေရမနှဲပါလားမသိလိုက်ဘူးကျွန်တော်စာဖို့တာရရထင်နေလက်တစ်ဖက်နဲ့ကားကိုထင်းလို့မောင်းရင်ထူးမြတ်အောင်ရဲဟုတ်ကိုရင်းတီကိုလှမ်းပြောလိုက်တယ်ဟုတ်တယ်ထူးမြတ်
ငါတခါပဲခေါ်တာပါကွာအေးကိစ္စတော့လေမင်းနဲ့မျက်နှာချင်းဆိုင်တွေ့ပြီးပြောမှကောင်းမယ်တင်နေအကိုစကန်ရှိရလက်ဖက်ရည်ဆိုင်လေးမှာပြိပက်စားမလို့မင်းလာခဲ့လေဘာမှလည်းမရဟိုကျွန်တော်ညအစာဘူးတဲ့ကေကအခုပဲပြန်လာတာကိုရဲ့ကျွန်တော်လည်းပြောစရာတွေအများကြီးပဲလာခဲ့မယ်ကိုခဏလေးစောင့်ပြီအေးတွေ့မယ်ကွာအဲ့ဆိုလည်းဒါပဲနော်ရဲအုပ်ကိုရင်းနေဖုန်းချသွားပြီးမှကားကိုအချိန်လျှော့ပြီးဖုန်းမစ်ကောလို့သူ့သေးချကြည့်အမှန်ပဲရဲအုပ်ကိုရင်းနေခေါ်ထားတဲ့ချိန်နေပဲဂျမ်မစ်ကောတွေကနံပါတ်စိမ်းတစ်ခုတန်းဖြစ်တယ်ကားအော်ရာခေါ်တဲ့ဖုန်းမေးပဲဖြစ်မှာဒီနေ့ဘီသီအော်ရာများသူမလိုက်လို့ပွင့်လင်းဆောင်ဝေခံရရင်သူတရက်လောက်တော့အသေးခွဲချိန်သေးတယ်ဖုန်းကိုဒက်စဘုတ်ပေါ်တင်မေပြုစဉ်အဲ့ဒီနံပါတ်ကပဲစာတိုတစ်စောင်ဝင်လာလို့သူဖွင့်မှတ်ပြီးရှောင်ရမ်းလို့ဘရိတ်တောင်မှအုပ်မိလိုက်တယ်ရင်းနယ်လေးတငယ်ချင်းမှာသူ့ကိုဆက်သွယ်မြရင်ဒီနံပါတ်ကိုခေါ်ပါဆိုလို့ဖုန်းပြောပြရစီရှင်သူကားကိုလမ်းမေးဆွဲကြလို့အဲ့ဒီနံပါတ်ကိုချက်ချင်းပဲဖုန်းခေါ်လိုက်တယ်ဟယ်လိုဟုတ်ကိုကြီးကျမရဲရဲတငယ်ချင်းအိဆွေပါရှင်ရန်ကုန်ဆက်တာပါဟုတ်ကဲ့ကျွန်တော်ဘာကူညီပေးရမလဲဗျရဲရဲလေးမင်းညက9နာရီလောက်မှဖုန်းဆက်လာတယ်သူများဖုန်းနဲ့သူ့ဖုန်းပျောက်သွားလို့တဲ့နောက်ပြီးနောက်နေ့သူ့စီကဆက်သွယ်မရခင်အခုကိုခေါ်ပါဆိုလို့လေဟုတ်ကဲ့အခုကျမတငယ်ချင်းတခုအများဖြစ်လာရင်ညကသူပြောတာတမျိုးကြီးပဲကျမစိတ်တွေလေးနေတာအဲ့လိုတော့မပြောဘူးသူ့ကလည်းမဟန်ဦးတင်နေပိုင်ရှင်ကတကယ်မိန်းမပဲရဲရလည်းတေချာမစုံစမ်းဘူးလားမသိပါဘူးဗျာပိုင်ရှင်ကဘာဖြစ်လို့လဲဗျအော်အဲ့ဒီပိုင်ရှင်ကအရင်ကရန်ကုန်မြောက်ကလာဘက်မှာခလေးပြက်ချပြီးနာမည်ကြီးပဲရှင်ဘဏ္ဍာဖြစ်နေရအောင်လုပ်ပေးရဲဆိုပြီးဈေးကလည်းနဲ့နေအောင်ပေးရတာတာမမရဲ့ဆရာဝန်ပဲလေနောက်တော့လူသေးတာများလာလို့တရားစွဲခံရတာလားအမှုဖြစ်တာလားတော့မသိပါဘူးစေကံပိတ်သွားပြီးပျောက်သွားတာ6နှစ်လောက်တော့ရှိမလားမသိဘူးရဲရသူ့ပုံမြင်ဘူးတယ်ဆိုပြီးဗိုင်ဘာကနေပို့လာလို့တငယ်ချင်းတယောက်ကိုစေကံလိုက်ပြပေးဘူးတာကျမတို့ပြန်မှတ်မိကြတာဗျာဒေါ်သက်ဝေကျော်ရဲ့ဆူရှပြောင်းလဲလို့ဘန်နာစီလို့ရှည်လျားတဲ့မျက်လုံးတွေကိုမြင်အောင်ပြီးရဲရဲရမန်ငွေတွေခိုးယူလို့ခေယားလစ်ပြေးသွားတယ်ဆိုတဲ့စကားကိုတေးရိမ့်နဲ့သူ့တန်တရားဝင်လာတယ်။ဤဆွေရဲရဲကိုစိတ်ပူကြောင်းနဲ့ဆက်ပြောနေတာတစုံတစ်ခုသိရရင်ဆက်သွယ်ပါမယ်လို့သူစကားစအမြန်ဖြတ်ပြီးရဲအုပ်ကိုရင်းနဲ့ချင်းဆိုထားရအမြန်ဆုံးသာမောင်းခဲ့လိုက်တော့တယ်။ရဲစကန်ရှိကကန်တင်းဆက်ဆန်းလက်ဖက်ရည်ဆိုင်လေးရှိမှာထိမျက်နှောင်တက်လက်စွာနဲ့ပါကင်ထိုးလိုက်တယ်။နနက်၈နာရီကျော်ပြီးရဲအုပ်ကိုရင်းကအသားရည်ညိုမောင်းလို့ယောက်ျားပြည်သားတဲ့အစေးပေါက်ရုပ်ရည်မျိုးရှိရဲ့အတွက်လက်ဖက်ရည်ဆိုင်တွင်းဝင်တာနဲ့ထင်းကနေမြင်သားတယ်။ဒီကလာမှာထိုင်ဆိုင်ရဲ့ဖွင့်တဲ့ဆိုင်ရှားပါလို့ရုံမတက်မီနနက်စာလာစားကြတဲ့ရဲဝင်တဲ့တချို့နဲ့အရက်သားတွေဆိုင်အတွင်းဝိုင်းမလန့်အောင်လူကြလျက်ရှိတယ်။ဆောင်းဝိုင်းတွေကိုကွေးဘက်ရှောင်လို့တောင်စုံကစပွဲလေးမှာလက်ဖက်ရည်နဲ့ထမင်းကြော်အီစာကွေးတွေစားတော့လျက်ရှိတဲ့ကိုကြီးသွင်ရှိဟာသူ့လျှောက်လာခဲ့တယ်။အခုနေကောင်းတယ်နော်။မစုံပြစ်တာကြပြီကျွန်တော်လည်းဘောလုံးကန်တဲ့ဘက်ကိုမလဲအောင်ဖြစ်နေတာ။သူ့ကိုပြောပြနှုတ်ဆက်တဲ့ကိုကြီးသွင်ကိုလောကဝတ်စကားနဲ့သူ့တို့ပြန်လိုက်တယ်။ตาเจ้าမှာကြာနှုတ်ဆက်ကြပြီးကိုကြီးသွင်ကပဲစားလို့မင်းပြောတဲ့ကေကမင်းသွားရှာမယ်ဆိုတဲ့ကောင်မလေးကိုမနေ့ကအစော်ကြီး FIR လာဖွင့်သွားတယ်ကွဂေးကြီးတော်မနိုးသေးလို့ရုံးချိန်မှာပြန်လာပါဆိုတာမြို့နယ်မှုတန်ဖုံးဆက်တာပဲဘလို့တွေပိုင်နေမပြောတတ်ဘူးဟိုကအိယာတွေကနေဟဲ့အောင်နေယူထားလိုက်ဆိုတာနဲ့ကိုတို့မှ FIR ယူထားလိုက်ရတယ်သူတို့ဆွဲစီခြင်းတဲ့အမှုကတော့ခိုးမှုအများပိုင်ပစ္စည်းဖျက်ဆီးမှုကြော်နေလဲပါတယ်တောင်းစီအောင်တိုင်သွားတာပဲသုံးခုရှိကရာဆွေးမှုဆိုတော့ရင်းရေးပိုင်နေလေငါနဲ့နောက်တစ်ယောက်နဲ့နေ့လေသွားကြည့်ရမှာအခင်းဖြစ်နေအောင်ကိုအင်းသွင်စကားကြောင့်သူရှက်တယ်လို့စင်မကောင်းတယ်လို့ခံစားနေရတယ်သူမရောယခုအချိန်ထိတတ်နိုင်သေးသူကောက်ွယ်ပေးခြင်းနေစေကျွန်တော်ရောက်တော့သူတို့ပြောပါတယ်ချမ်းဝမှာပဲပိုင်ရှင်ထွက်လာပြီးပြောတာတွေ့တာရက်ပိုင်းလေးဆိုတော့တိတ်အာမခံလို့မကောင်းမှကျွန်တော်သိပါတယ်ဒါမဲ့ရင်းတွင်လျာဒါမျိုးမိမမဟုတ်ဘူးလို့ကျွန်တော်ယုံကြည်တယ်ကိုနောက်ပြီးကျွန်တော်ဒီတော့ကလည်းလိုက်ကြည့်ကြည့်ပြီးမနဲ့ဆိုအဲ့ဒီဘက်အော်တာဘယ်သူမှမသွားကြဘူးဒီကလာမှာကားလက်မက်တွေပါလေခက်ခက်နဲ့မုံမလေးငင်ငွေတွေယူပြီးအဲ့ဒီကေကနေထွက်သွားပြီဆိုရရအရန်လွဲနေတယ်လို့ပဲကိုကြီးသွင်ကသူ့ကိုတမင်းကြောင်စားနေရမော့ကြည့်ငါနားလေပါတယ်မင်းဥစားရည်မှန်နိုင်ပါတယ်ဒါနဲ့ဒါမျိုးမိမမဟုတ်ဘူးဆိုတော့ဘလို့မျိုးမိမဆိုတာရောမင်းသိပြီဗလားငါညီကိုကြီးသွင်ထွန်းကမမျော်လင့်တဲ့အမိကြောင့်သူခိတ္တကြောင်သွားတယ်ပြီးတော့မှကျွန်တော်တော်များများသိပြီပါပြီသူပြောတဲ့လောက်ပေါ့ကိုအဲ့လိုမျက်နှာကိုလွှဲလို့ဖြေးတယ်ရှင်ထဲမှာတော့တော်တော်မကောင်းကိုကြီးတင်ကငြိမ်သက်သွားတဲ့သူ့ကိုတေချာစိုက်ကြည့်တယ်မင်းကိုခေါ်တာဒီလောက်ပဲပြောဖို့မဟုတ်ဘူးကွအဲ့လိုအတန်ကိုနှိပ်လို့ဆိုတယ်ခေယာပိုင်ရှိဆောင်းမျိုးသမီးကလောလောလတ်လတ်သူ့စီကဘိုက်ကြီးတဲ့တယောက်ရဲ့ကလေးကိုမိခင်သဘောတူညီချက်မပေးရသေးပဲ
တစ်ဖက်နိုင်ငံသားရှန်တဲ့ကိုလီမြောင်မွေးစားဖို့ပေးဖို့လုပ်လို့တဲ့လုံးဝမပေးနိုင်ဘူးလို့ဘူးခံတော့ညောင်ရှိဆေးရုံမှာ operation လုပ်ထားတဲ့မအေးရောမွေးကားစာကလေးပါပြစ်ထားခဲ့ပြီးလာတော့မတွေ့အဆက်အသွယ်မလုပ်တော့ဘူးတဲ့မိခင်ကမုတ်ဆိုးမနွမ်းပါတော့ရှေ့နေကားတော့ရုံတန်းဂတ်တန်းတက်ဖို့တော့မတက်နိုင်တာနဲ့အခမဲ့ရှေ့နေဖွဲ့တွေကိုလှမ်းတိုင်မြင်တာအဲ့ဒီရှေ့နေဖွဲ့တွေထဲမှာငါမျိုးသမီးလည်းပါရလေငါ့အောင်ညာသူပြန်ပြောပြတာကိုကြီးတင်ရစကားကိုရှက်လို့ဘေဘီကိုတစ်ချက်အကဲခတ်တယ်ဒီလိုအခကျင်းဝင်ယူပြီးဂျားကဆက်ရပြီးတာနေဆက်ကတတိရအတွက်မွေးစားဖို့ပြီးတာအဲ့ဒါအကုန်လူကုန်မှုနဲ့ညှိတယ်ကိုလူအဲ့ဒီကစီးပွားဖြစ်ကိုလုံနေရပဲဒီမှာမတင်ကားဆရာတွေကတော့အများကြီးပဲငါတို့ကတစ်ချက်ကုတ်၄-၅ချက်ပြတ်မှာဖြစ်မှာနေ့လေအမှုစစ်နဲ့ငါတို့သွားရင်လေ့လာတာပေါ့ကိုကြီးတင်ရစကားမပြောနိုင်မီညင်လျက်သာရှိရဲ့သူ့ကိုပကုံးကိုပို့လို့နှင့်သိမ့်နေထူရနေက update လုပ်ပါမယ်ဘဲမှမသွားနဲ့ကွာငါမင်းကူညီလို့ရင်တန်းချိတ်လို့ရအောင်ငါအယုံရနေတယ်ပုံမှန်မဟုတ်ဘူးဆိုတာကိုကြီးသွင်းစကားကြောင့်သူနဲ့ငယ်စိတ်ရည်တလို့ခံစားရတယ်တလက်စာတွေပဲရခုနကားမောင်းလာစဉ်ရန်ကုန်ကရဲရဲတငယ်ချင်းစုသူဖုန်းဆက်လာတဲ့အကြောင်းနဲ့ဒေါ်သက်ဝေကျော်အကြောင်းတွေပါကိုကြီးသွင်းကိုသူဖွင့်ပြောပြလိုက်တယ်ဖြစ်နိုင်နေ့လေတယောက်သူမစောင့်ခြင်းရခုသွားပြီးကိုရိုင်းမေဝင်ရှာပြစ်လိုက်ခြင်းနဲ့တောင်ဝင်ချင်းနီးလို့နှောက်ဆက်ပြီးထွက်သွားတဲ့ကိုကြီးသွင်းရဲ့နောက်ကျောကိုလိုက်ကြည့်ရင်လေပင်ကလက်ဝါးကတ်တိုင်လေးကိုစမ်းကင်လို့သူတောင်းစုတွေချွေမိပြန်နေရှော်တကားကိုခောက်တန်ချောင်းတားပြစ်သူတန်းစာဖို့နေတဲ့ဒေါ်သက်ဝေကျော်မျက်လုံးတစ်ချက်ဝင့်ကြည့်တယ်ဝင်ခဲ့လေအဲ့လိုလမ်းပြောလိုက်တယ်စီကံတကားပွင့်သွားပြီးတော့ဒေါ်ခန်းဝင်လာတယ်ပရိသတ်များရှင်ဒီနေ့မှကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးခဲ့တယ်ဂေဟာဆိုတဲ့ဇာတ်လမ်းလေးရဲ့တတိယပိုင်းကိုနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကစနေသက်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ရဲ့ဇာတ်လမ်းလေးကိုဖျက်ပြတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမမိပဲဖြစ်ပါတယ်ရှင်